Hello အားလုံးပဲမင်္ဂလာပါကဲဆရာသမားတွေကျွန်တော်ကိစ္စလေးတစ်ခုရှိလို့ကမ်ဘောဒီးယားကိုကျွန်တော်ရောက်နေတယ်အဲ့ဒီရောက်နေတဲ့အချိန်မှာပဲတခြားတနေရာမှာဒီကမ်ဘောဒီးယား local ဒီအတွဲနဲ့လင်မြန်ဟန်နဲ့ပေါ့ကျွန်တော်အတိရောသူတို့တွေကရောက်တုံးရောက်ခိုက်မှာအန်ဂိုတို့ဘာတော့ကိုလိုက်ပို့မယ်ဆိုလို့ကျွန်တော်အလဲသွားမှာအမ်မိုရင်အတွက်စုလာတောင်းပေးတာဆိုတော့ဒီခီးစင်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီသူတို့လင်မြန်နဲ့ဒီလိုပျော်ပျော်ပါးပါးခီးထွက်ကြမယ်ပေါ့ဗျာရေတကွန်နေကျွန်တော်တို့သွားမယ်လမ်းကျန်းနေကျွန်တော်စီးပြီးတော့ပေါ့နော်ကျွန်တော် view တွေကျွန်တော်သွားကြည့်မယ်ပြီးရင်တခါမှမစီးဘူးလို့အင်မတန်မြင်းလဲစီးကျင်တယ်တော့မြင်းလဲသွားစီးမယ်เนาะဆိုတော့အန်ကိုကိုလေးကျွန်တော်တီတီကြာသွားလိုက်မယ်ဆိုတော့ဒီခီးကိုကျွန်တော်ညီတို့တူเนาะပျော်ရွှင်စရာကောင်းလိမ့်မယ်လို့ကျွန်တော်ထင်တယ်လိုက်ကြည့်ကြပါဦးကဲဆိုတော့မင်္ဂလာပါဆရာသမားတွေဒီနေ့မနက်ကတော့ကျွန်တော်တို့တောင်တက်မယ်ပေါ့ဗျာเนาะသူတို့နှစ်ယောက်နဲ့တောင်တက်မယ်ဆိုတော့ဒါဒီဟိုတယ်ကလည်းဒါနောက်ဆုံးနေ့ဆိုတော့ဒီနေ့ကတနေ့ကုန်မအေးရအောင်မအေးရတော့ခုချိန်ကြီးမအေးရသေးတော့ခဏနေမျက်နှာတင်မယ်ပြီးပစ္စည်းတွေတိတ်မယ်ပြီးတခါတန်တိုးမယ်သူတို့ ਨੇ အကောင်လုံးတော့ပြင်ပြီးသွား ready ပဲသွားဖို့ပဲကျွန်တော်ဟိုကောင်လာကြိုးอ่ะစောင့်ရုံပဲသူလာကြိုးอ่ะစောင့်ပြီးပြီဆိုတာဒီကနေဒိုးပြီโอเคသူတို့လာနေပြီသူတို့ထွက်လာနေပြီဆိုတော့ခါကျတော့အောက်သွားမယ်ပေါ့ဗျာဒီကနေဒိုးမယ်ပေါ့ alright okay hey morning guys how are you you good you ready guys oh you guys had a good sleep yeah let's go all rightရောက်ပြီချင်းနဲ့ဒီမှာစားမှထင်တယ်ဈေးထဲမှာမနှက်စာရှားမယ်သူတို့တွေပါစားမနေတော့မသိဘူး look at this frog try it no bro กินထားတဲ့အသားတွေမြဲနေတာမဟုတ်ဘူး no look at this okay sir here you goသမင်းနဲ့မနှက်စာစားဘဲဥပြုတ်တွေဝသားတို့ပါတယ်ဗျာ then you mix it together စားလို့တော့ကောင်းတယ်ဆရာကြီးဒီနှစ်ကလေးနဲ့ချင်းချမ်းစားမှာပိုကောင်းတယ် okayဆိုတော့ထွက်စရာရှိရဲ့ဆက်ထွက်မယ် I'm the best driver in town ကူလန်ကော်ဖီတောက်ဖို့ခဏလေးကော်ဖီဆိုင်ဝင်ပြီးတော့ကော်ဖီဝင်တောက်မယ်ကော်ဖီပြားရီတဘာဝဖြစ်မှာပေါ့ဗျာဒီမှာတော့ပြားရတယ်မျိုးပဲရောက်ပြီဆရာကြီးအမလေးသူတို့ရှေ့ရမောင်းနေသူတို့တော့မသိဘူးကိုရဲတော့နောက်ကရှေ့ရတာဖင်းကိုကျင်းလို့ဒီကတော့ဒီကိုလာကြည့်ကြဟင်းလူတော့အရင်မများဘူးသူကနေသူပဲတားကြီးလူမများဘူးရှင်းပြီးမှရှင်းနေနေတူသွားမှာသူကရှင်းကြောက်တုံးနေကြားထဲမှာ
လမ်းလေးလောက်ထားတာโอเคမင်းမလာပြီးတော့ကြည့်ရတာအောက်ကူလေတော့တတိထားရှော့တည်ရမှာဒါခလုတ်တက်ပြီးလဲလို့ကတော့မင်းသွားကတော့မင်းကြမ်းမသွားမပြောနဲ့တဖုံးအောင်ကြမ်းမှာမဟုတ်ဘူး view ကတော့တော်တော်မိုက်တာဟဲ့ view ကတော့တော်တော်မိုက်ပြန်ခဲ့ပြီဆရာကြီးတော့အဲ့ဒါကြည့်ရပေါ့ဗျာအဲ့ view ကြည့်ရပေါ့ view ကြည့်ပြရနေကျွန်တော်တို့ရေဒီကွန်စီသွားမယ်လို့ထင်တာပဲ Yeah, it's okay, man. It's okay, it's okay. No worries. Best driver in town. Oh, yes! Do you know that we can fly? You fly? How? This bike? This bike? Oh no, 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 no. I don't want to know, bro. I don't want to know. Gotta go up there. Okay, ရောက်ပြီဆရာရေကွန်နဲ့ဆိုင်ကေဘောဆင်းရမင်းဟုတ်ပြောခဏလို့မင်း6ရောက်ကမင်းတစ်ဖက်ကိုမင်းလမ်းစီသွားမင်းနေထားမှရှိရအကုန်လုံးနဲ့အယိုးစစ်တွေပြုတ်ကုန် Bro, talk to me, man. Talk to me. Mari. So, keep the total cost on it. လမ်းလျှောက်ပြီးတော့ထက်တက်ရအောင်မှာဆရာကြီးလမ်းလျှောက်ပြီးတော့ Hello sir. How are you sir? Good, sir. What's your name, sir? Say something, sir. ဒီကြားလေးတွေထဲမှာသူကလမ်းထက်လျှောက်ရသေးရဗျဒီကရေဒီကွန်စီကိုရေသွားကူးမယ်ပေါ့ရေဒီကွန်ကတော့အတန်ကြီးရတာတော်တော်ကြီးမဲ့ပုံပဲနော်ခက်လာရတာလွယ်ဘူးဆရာကြီးဒီလာရတာမင်းဆိုင်ကယ်နဲ့ကိုယ့်ကိုယ်သာမောင်းမင်းအမင်း3မိနစ်လောက်နေပြန်သွားမှာဒီလားဒါသူတို့လိုက်ပို့လို့ကိုယ့်ကိုယ်သာဆိုလို့ရှိရင်ဒီမှာမပြန်တော့ဘူးကမ္ဘောဒီးယားမှာတယောက်ရောက်ယူပြီးတော့ဒီမှာပဲအခြေချတော့မယ်ပြန်မယ်စားလေ Maybe it's omen. โอ้ဒီမှာပြောချင်အဲ့ရရှိတယ်ဒီကြီးဒီမှာပေါ့ဗျာဒီကောင်လေးရှိတယ်ဒီကောင်လေးနေရာတကာပဲကြာရှိတယ်မဲဒီနေရာလေးမှာဗျာရီးသားလေးနဲ့2ယောက်ဆိုရင်ဘယ်လောက်မြန်ရိုမန်တစ်ဆန်လိုက်မယ်အော်ဟိုမှာ waterfall ဒီမှာโอ้ကြီးတယ်ဟာမိုက်တယ်ဟုတ်တယ်ဟာတပ်ပုံနေပါလေအဲ့ဒီတော့ပြီးရိုက်လို့ရကြလားမသိဘူးလားကြီးတယ်ကြီးလားတော်ကြီးလားဟုတ်တယ်မာတက်ကပွာဒီပိုင်ထားပြီးထားတယ်တက်က8တွေကျွန်တော်တို့နေမှာရောက်လာပြီကျွန်တော်ရေချိုးရမှာရေမယ် Google ပလိုက်ဂျွန်းအောင်ထိုးပလိုက်အောင်မယ်နော်အဲ့တော့ဝက်စားလဲကန်လေးသူထားပြီးထားတယ်စားလဲကန်တယောက်ကိုတဲ့နော်50 cent တဲ့နော်တယောက်ကို rapper ပေါ့ဗျာ
So this is main. Say something. I think it's done. Is that? No, I'm done. Let's go. Let's go, brother. This is chicken, right? Chicken, right? Yeah. Yeah, had kebab. Should we spare half of this or for the next three? Yes, sir. We should. It's looking banana. So good. Yeah? I meant this one, yeah? No. No, I meant this one. Yeah. No. Chọc xong rồi nhỉ? Chọc xong rồi nhỉ? စားပြီးတော့တဲ့ခါကျတော့ပြန်မယ်ပေါ့ဗျာဒီနေ့ကတော့ဒီလောက်ပဲတင်သွားတယ်เนาะကြားထဲမှာဘာမှလည်းလေကြမရှိတော့ဆိုတော့ပြန်တော့မှာ Hello, my bag. I left my bag. There, that one. Thank you. So, ညပြောင်းရတာပါဒါမှမရင်ချုပ်ပြီးအိတ်ခွဲပြီးတော့ဒီည live သွားမှာဆိုတော့ခါကျတော့ညနေပြန်လာတာနဲ့ပြင်ပန်းပန်းနဲ့အိတ်ချပလိုက်တာအိတ်လေးပြီးရောဘိုက်စာတာနဲ့ရီမူးချိုးပြီးတော့အပြင်သွားအညာစည်းလေးပါပြီးသွားပြီးတော့စားကြလေးပါပြီးသွားဝယ်တာကျွန်တော်ကဖားသားတော်တော်ကြိုက်တယ်ဗျဒီတော့ထမင်းကိုနှစ်ဘူးဆရာကြီးဒါဖားဗျဒီလားဒါဖားသားကျွန်တော်ဖားတော်တော်ကြိုက်တယ်မှာပါတယ်ဆိုတော့ဗျာကိုက်လန်ဟိုမှာဟိုဝက်သုံးလက်သားကျွတ်ကလေးနဲ့ငါတို့တော့အများကြီးရလိမ့်မယ်လို့ထင်မထားဘူးဒီလားအများကြီးရောရတယ်လို့သူတို့တွေကလာပြီးတော့ညစာလာစားမယ်ပြောတယ် Jack and chicken feet right what is it This is the, it cow feet. cow feet So, yes 10 out of 10. The water makes it with rice. ညဘလုံးမရှိရနဲ့နောက်ကျထားရအောင်ပါပွဲပဲသိနေပါဒါပဲဆရာကြီးနောက်ရပဲချန်ထားအောင်မပြောတော့ရှိတယ်များအကုန်စုစားလို့မဖြစ်ဘူးငါငတ်သွားလိမ့်မယ်我们一你挂了西门走ဒီနေ့လုံးဖြတ်ပြီးလို့ရှိရင်ဒီနေ့ကဘယ်မှလဲတာမရှိတော့ဘူး easy နားမြင့်ချင်းရောက်ပြီဆိုတော့ morning မှာလေเนาะလောလောဆယ်မှာငါတို့7ကြော်နေเนาะ afternoon မှာဒီနေ့ကတော့ကျွန်တော်ဒါမြင်းသွားစီးမယ်ပေါ့ဗျာ transportation ဆိုလို့ရှိရင်လေတိလာเนาะဂျူမုံစိတ်ဝင်စားလို့လာတော့ဂျူမုံဝင်စားလို့လာတော့မသိဘူးကားတွေပါမသွားချင်ဘူးမြင်းနဲ့ပဲသွားချင်တာပေါ့တိလာပြဿနာကမြင်းကတခါမှမစီးဘူးဖြစ်နေဆိုမြင်းရင်းစီးချင်တယ်ကျွန်တော်မြင်းသွားစီးမယ်ဒီနေ့မြင်းစီးဖို့စီစဉ်တာဆိုတော့ကြားထဲမှာဗီဒီယိုလောက်အောင်ပါအေးပါအဲ့လောက်ဖြစ်လေမလွမ်းနေလေနော်ခဏနေပြန်လာမှာပဲမင်းကလည်းနည်းနည်းလေးရက်ကလေးအတူမရှိလိုက်ရတယ်လွမ်းနေဆိုတာကြီးပဲပြီးရောအဲ့ဆိုလဲ I love you နော်ဒါပဲနော်ကဲခုကတော့
မြင်းသွားစီမလို့ပေါ့ဗျာမြင်းသွားမစီရင်ပတ်စံသွားလဲအောင်ဆိုတော့အခုငွေလဲလာပြီငွေလဲပြီးလို့ရှိရင်မြင်းစီသွားမှာမြင်းစီသွားဖို့မသွားခင်မှာဘာလုပ်ရမလဲဆိုတော့ပန်းသီးဝယ်ရမယ်ဆရာကြီးနော်မြင်းကိုပထမဆုံးစစီမယ်ဆိုလို့ရင်ဘောပါစီမြင်းနဲ့ပူပြီးတော့ရှင်းနီးအောင်လို့သိရမလားနော်ဘာလဲဖြစ်ဖြစ်ကွာသိရမလားပန်းသီးဝယ်ကမြင်းတွေကသဘောကျတယ်ပေါ့ဆိုတော့အဲ့လိုပြောတာပဲကိုလေးတော့မသိပါဘူးဒါပေမဲ့လို့ကွာမြင်းပေါ်ကပြုတ်မကြတဲ့အရာမှန်များတော့အကုန်လုံးရမှာโอเคပန်းသီးတော့ရလာပြီ哦，是嘛？民间的是嘛？民间的，个大路要多少了嘛？你是嘛？给我，OK， 你试下了嘛？这卡冇嘛？卡嘛面唔少，前年讲嘛唔下唔掉。哦，掉到好慢嘛，好路试下啦，真係好路妙。OK， 冇啊，要到嘛？冇要呢？Hello。Yes, I booked like a 3:20, but I was late. Sorry. See? For the horse? For the horse. That's what they said. You know, I should buy the apple for the horses, right? Yes, sure. Alright. Beginner. So I'm beginner, right? So I need to take You take beginner. beginner and You then can put your weight here. weight. I don't even know what my weight You is. can guess as around 50 or 55. Alright, 55. Let's say 55. I don't know though. I've never weighed myself. Which one is it? Ooh. So, are you mine? Because we have two people more. Sure. One It's other, yeah. okay. Just No go worry. together. Yeah. I just rub it. It's okay. Which one? This one is good. This one is mine. Yes. Alright. Ooh, hello boy. Ooh. Good boy. Just like that. And you hold the hand. Yeah. 1, 2, 3. Thế ra đã là kia món này. Yes, you hold like that. Yeah. Okay. And straight your body. Okay. Your body straight. Straight. Yeah, and you hold a little bit short there. One more. The stem a little bit more short there. Like this or like this? Here, you hold. Okay. Yes, easy for control and straight your body. Okay. And your feet and here down. Here down. Yes, Here not down. yes, not inside too much. Yes, like Okay. this. Perfect. More. လာပြီဆရာကြီးမြင်ရတယ်နော်ဒီကတင်ဆိုးလို့ကောင်းနေမြင်ပြေးပြီးတော့ပဲဒီကတင်ဆိုးလို့ကောင်းနေပြေးပြီးတော့လာပြီမိမိထုံးတို့ This is my boy Cloud me and Cloud on the journey အားရလည်းမင်း1800ခုနှစ်ဝန်းကျင်ဒီမှာဆိုလို့ရှိရင်မင်းတားကိုကြည့်ကောင်းမှာငါမင်းမြင်နေပါနဲ့ရအာဟိုတန်းတန်းသွားဆရာကြီးငါလည်းကျိုးကကောင်းကောင်းဆွဲတဲ့တည်တာမဟုတ်ဘူးငါလန်ကြသွားမှာဒါပေမဲ့ဒီမြင်းကလိမ်မာတယ်မြင်းကတားကိုမင်းနော်တက်တောင်းတက်တာပဲညင်ညင်ညောင်းညောင်းလာပြီမင်းထုံးမှာမင်းမြင်းနဲ့တားကိုဆန့်တာမင်းတကယ်ပြောမြင်ရတယ်နော်လာနေပြီမြို့ကောင်းလေးပမာတော့ညာဝင်းတို့ဘယ်ရောက်ကုန်တာတော့ညာဝင်းတို့တိန်းထေးတို့ဘယ်ရောက်ကုန်တာတော့ဟမ်ညာဝင်းတို့တိန်းထေးတို့ဘယ်ရောက်ကုန်တာတော့အောင်တင်တို့ဖွဲ့တွေဟမ်အဲ့လိုစီးကရက်လူနေတာပါနော်အောင်တင်တို့ကောင်တွေဘယ်ရောက်ကုန်တာတော့ဟမ်အောင်တင်တို့နော်တက်အောင်တို့ကောင်တွေဘယ်ရောက်ကုန်တာတော့အောင်တင်တို့တက်အောင်တို့ကောင်တွေဟမ်ငါးမြလို့လည်းရတယ်နော်မှာHey. Okay, ngaro ko ba ko kapuro yan. Woohoo. ဆရာသမားကြီးနော်ကိုကောင်လေးတင်အောင်တို့ကောင်လေးဘယ်ရောက်ကုန်တာတော့လို့မင်းတို့ထိုးလာမင်းတို့ပြောတော့လာဆိုကြားနေစင်လေပြမှာတွေ့တယ်ဒီပါပြောပြီးတော့မင်းတို့မြင်းတကောင်နဲ့လာတော့တယ်မင်းတို့မတွေ့ပါလားဘယ်ရောက်ကုန်တာတော့ဟမ်ဘယ်ရောက်ကုန်တာတော့ကဲငါကောင်ခဏရက်မယ်နော်ဘယ်ရောက်ကုန်တာတော့အဲ့ကောင်လေး Right. Good boy. Very good boy. စားတာငါတို့ခီးချီသွားရအောင်ပါဒီကောင်တက်အောင်တို့ကောင်တွေကိုမတွေ့မချင်းငါတို့ကောင်တွေလိုက်မှာစားတာ It's okay. Ooh. နော်ငါတို့တင်းအောင်တို့နော်ဆွေမျိုးတို့ဟလားအောင်မောင်းတို့ကောင်တွေကိုမတွေ့မချင်းငါတို့လိုက်မှာနော်အောင်မောင်းတို့ကောင်တွေမတွေ့မချင်းလိုက်မှာစားမင်းအားဖြစ်တာဒါပြီးငါတို့ခီးချမ်းစားပြီတကယ်ချင်းငါအကျွေးမပြရသေးအောင်မောင်းတို့ဘယ်ရောက်ကုန်တာတော့မင်းတို့3လအချိန်ပေးထားတာ3လပြည့်သွားပြီ
ခုချိန်ဒီဘာအကျွေးမှမပေးသေးဘူးလာပြီလေအေးပြစ်စတိုမပါလို့နော်အန်ဒီမရှိဘူးလို့တော့မထင်လိုက်နဲ့နော်နော်လက်နဲ့ဖက်နဲ့တယ်မင်းကလည်းဟိုမိသားစုလို့ဒုက္ခပေးပလိုက်လို့ရတယ်ဘောပေါ်လားပြစ်စတိုမပါလို့ဒီကောင်ဘာမှမဟုတ်ပါဘူးလို့တော့မထင်လိုက်နဲ့စိတ်ဆိုတာမင်းတို့နေရာတိုင်းမှာရှိရဘောပေါ်လားပြစ်စတိုကန်ပြီးမှလူမိုက်လုပ်ပြနေရတဲ့မှာမပါဘူးကျွေးပေးဖို့လို့တော့ဘယ်နဲ့ကွာဒိတ်ပဲမရှိတာဟမ်လက်ပဲသွားနေတာမင်းတို့ပေးထားတဲ့အချိန်3လနဲ့ပြည့်ပြီပြောတော့ကကျတော့သတင်းတွေကြားရပါတယ်ဒီပဲဘာမှမဟုတ်ပါဘူးကွာဆိုသူမြင်းနဲ့တယောက်ချင်းလာမှမင်းတို့ဘယ်ပြေကုန်တာတော့ကြားနေစဉ်လေပြင်းမှာတွေ့တယ်လို့ဘာလို့မင်းတို့ဒိတ်ပဲမရှိရပြောပြီးတော့လာပြီလေကြောက်ချမဟုတ်ဘူးလားမင်းတို့ကြောက်ချမဟုတ်ဘူးလားမင်းငယ်ချင်းနေနဲ့တူတူသွားရတာအေးစေးပါမင်းတယောက်တည်းမဟုတ်ဘူးမင်းကလိမ့်ခုံမသွားပါဘူးမင်းခေါ်ရငါလိုက်ရမှာဆရာကြီး Are you sir good Yes sir How do you say hello in Cambodia Susdai. Tuesday Yes, Susdai. Tuesday sir Tuesday Hey Okay take your time You finished Yes, he finished. Tuesday sir Tuesday Good. That's right. Mimington in town. Tuesday sir. Tuesday. ဒီနေ့မှာကြီးစိုးနေတယ်လို့ပြောတာပဲကွာအောင်မင်းတို့ကောင်နေဟမ်တို့ကောင်နေဒါမလဲဟမ်ခုလိုမျိုးလာတော့ကြတော့လည်းမင်းတို့မဟုတ်ပါလားရောက်ပြီမိမိတို့နဲ့ဖွဲလာမြပြန်ရောက်ပြီThat's it. You're back. And your bag. And then Gone you like can, the experience, yes. yeah, you can take the helmet up and then you can wash your hand over there. Okay. Yes. So I think I have some apple left to treat him. Oh yeah, yeah. ခိုးလို့ဆိုလို့ရှိရင်ငါတို့လည်းဖြတ်တန်းခဲ့တဲ့ဘွားလည်းမလွယ်ဘူးပါကဲလောစေတော့ညင်းစည်းကန်တာပြီးပြီလက်လေးပါလေးစေးတန်ရှင်းလေးပါလေးလုပ်ပြီးတော့ပြန်မယ်ဒီနေ့ mission တာပဲပြီးသွားပြီနောက်နေ့ရှိသေးတယ်နောက်ထပ်ကျွန်တော်တို့ vision မှာဆက်ပြီးတော့တွေးကြမယ်ခဏလောစေတော့လက်စေးလိုက်အောင် Thank you sir Thank you ထဲကမြင်းနေဘလို့ထားလဲဘာညာပေါ့ဗျအဲ့ဒီမှာအဲ့ဒါကြီးသွားကြည့်အောင် What is my cloud ဒါတော့ကျွန်တော်စီးခဲ့တဲ့မြင်းပေါ့ဗျာနာမည်က cloud တဲ့ Yeah you too man ကျွန်တော်မရောက်ပြီဗျာအပြင်ရောက်ပြီဆိုတော့ကျွန်တော်တိုးမှာမှာပေါ့တိုးမှာမယ်အဲရောက်ပြီကြရောက်တော့တိုးမယ်ပေါ့ဗျာ Yes ဟုတ်တယ်ပြန်ရောက်လာပြီကြည့်ချိုး Okay ပြန်ရောက်လို့မြင်းစည်းပြန်ရောက်လို့ရေမိုးပါညာချိုးပြီးတော့ကျွန်တော်တို့ဒါညလာသွားစားလိုက်အောင်မယ်သူတို့ ਨੇ ဘဝမှာဘယ်တော့မှမစားဘူးလို့မှန်းထားတဲ့အရာတစ်ခုရှိတယ်ဒါပေမဲ့လို့ဒီကောင်တွေကဒီမှာသူတို့စီရောက်ရင်သူတို့လိုအက်ချက်ရမယ်ဆိုလို့เนาะသွားပြီးစမ်းပြီးစားကြည့်မလို့ဗျာเนาะရောက်ပြီဒီမှာတော့ဗျာ it does duck right it's not a chicken it's duck right yes okay ဘဲဥထဲမှာဗျာဘဲဥအကောင်ပေါင်လေးတွေသိတယ်မလားအဲ့ဒါကိုအကောင်လုံးလုံးကြီးဟွာမဖြစ်သေးခင်မှာစားတယ်အင်တာနက်ပေါ်မှာတွေ့တဲ့ဟာတွေရှိရလေကိုရီးယားတော့မစားရဲဘူးပေါ့အရင်ကတော့လောလောဆယ်တော့သူတို့စီမှာရောက်တော့ဆိုတော့စင်ဆာကြီးမှာလူချင်းကြီးရှိတယ်နော်သူတို့နဲ့အတူစားရင်လည်းသူတို့တော့ကောင်းတယ်ကြိုက်တယ်ပြောကြတာလူလောင်းလေးတော့မသိဘူးနော်အချင်း right ဒီမဲ့ဒါတော့ဗာကစုံရွက်တွေလို့ဘာလို့လဲဘာလဲတော့မသိဘူးအချင်း okay ဒါစက်တူမြူချင်းso this is sauce then yeah okay how many did you even order yeah ah okay ဒီမြပြဘဲဥတွေမှာတာ10လုံးလောက်ရှိတယ်ဒီထဲမှာသူက okay
Okay. So it's hot, no? It is. Oh, but, okay, okay. You gotta find the Alright, hat, alright. Try it. Is it okay to film for her? Okay, okay. You gotta find the hat. Mm-hmm. And you cut Okay. it. Okay, so that's how you done. Yeah, and then you crack it like that. Okay. From it. Okay, okay. Like it. Come on, do it. Okay. See? Uh-huh. And you open it slowly. Oof! Yeah. Yeah. Ah. See, you see that water come from it? Uh-huh. That's the best, man. You don't miss it. Oh my. You gotta drink it. Okay, Bend. okay. Open a little bit bigger, wider. Oh. Look, those are feather, right? Sorry. Those are feather. Oh my god. Just ignore what it looks, man. Eat it. Okay, တစ်ထက်မှာအမွှေးတွေကိုမြင်နေရတယ်ဆရာသမားတွေအထက်မှာအမွှေးတွေသူကထွက်လာတဲ့အရည်ကိုတော့သူကစုပ်လိုက်ကြတာပဲတော်တော်ကောင်းတယ်လို့ပြောကြတယ် I like this sauce. Okay. How is the taste? So good. So good. Little bit. All right. Okay, that's how you make sauce, okay? So I'm gonna show you how to eat first. Yeah, wait. No, you guys And eat then, first. And then Yeah, after yeah. that, you hold Sure. This is what you eat. Okay? ဆန်းရမှာပဲရောက်တော့တော့ဟုတ်တယ်မလားသူတို့ကတော့ကောင်းနေပြကြတယ်မှားထားရဲ့အကြီးအတွက်ကိုလည်းကြည့်အောင်ဆရာကြီးလူလေး၄ယောက်လောက်မြင်10လုံးလောက်မှားတာ Let me film for you နော် Let's change. All right, try it first. So I'm gonna put the Okay. salt. Okay. You take it in like this. See that? Mhm. Put it in my Oh. put it in your mouth. Mhm. And eat. Need more sauce. And now your turn. And then She likes it. Ah. The body. Oh. alright, now your turn. Put your mouth close. Eat it. More. And, eat one. More. What is this? It tastes strange. You don't have to eat that one. Yeah, you don't have to. If you want. Try it. If you I need more of this. more. Eat more. One more. One More. bite. You said it's not spicy. It is spicy though. It's not. But Oh, sorry. You like it, eh? I heard it's so spicy. yeah. Honestly, it's good, no? It's good. I never thought I would like that, but I like it. It's good. Yeah. Thank you. That's not beer. Tea. Not beer. Minglaba. Blah blah. It's better than your frog, right? Nah, man. No. I love frog. Social media မှာပြလာတာတော်တော်စူးစူးပါညာအဲ့လောက်မစူးဘူးစားလို့ကောင်းတယ် Nah. စားလို့ပြီးသွားပြီတော်တော်ကောင်းတယ်နောက်တော့ဗာစားအောင်မလို့မစားဘူးကလိုက်စားတယ်ပြလာနော် Thank you ကောင်းတယ်နော် Okay. Good morning ဆရာသမားတွေဒီနေ့ကတော့အန်ကိုကိုသွားရမယ်ကိုတင်းအတွက်သွားဆူတောင်းရမယ်နော်ခဏနိုင်တော့ရှိတော့စောကြီးထားတာဒီလားနော်စောကြီးထားတာ4နာရီပဲရှိသေးတယ်4နာရီပဲရှိတယ်
ဆို4နာရီထားတကယ်ပြမနက်စောစီးထားတဲ့အလုပ်ကိုကျွန်တော်တားမုံတယ်တိလားနော်ကိုရင်တော့ကလည်းမင်းဘလို့လုပ်မြန်9နှစ်ကြာခဲ့လိမ့်မယ်အဲ့9နှစ်လုံးမင်းမနက်စောစီးထားနေရဆိုမနက်စောစီးထားတဲ့အလုပ်ကတားကိုမုံတာနော်ဒါပေမဲ့လေဒီနေ့ကဘယ်လိုပြောမလို့ဒီအန်ကောဘုရားပေါ့ဗျာတည်ရမလားစောစီးသွားပြီးတော့ဖူးတယ်ဆိုလို့ရှိရင်အန်ကောကနေသွားလို့ရှိရင်သူက sense နေထွက်တာကောက်မြင်ရတယ်ပေါ့ကိုရီအာရှတွေအတွက်ကတော့တည်ရနေထွက်တာဘာဆန်းမလို့ဒီယူရိုပီယန်မှမဟုတ်လားဒါပေမဲ့တော်တော်လှတယ်ဘာညာပြောကြတယ်ဆိုတော့ဆိုတော့အဲ့ဒါတော့ကြည့်မယ်ပြီးလို့ရှိရင်အန်ကိုကသူအကြီးရွယ်လို့လည်းပြောတယ်မရောက်ဘူးသေးတော့လေเนาะအကြီးရွယ်လို့လည်းပြောတယ်လမ်းလျှောက်မြန်လမ်းမလျှောက်ရင်တစ်ပတ်လောက်မြန်ကြာမလားလို့တော့ပြောကြတယ်ကိုမရောက်ဘူးတော့လေအဲ့လိုဆိုတော့3နာရီ4နာရီလောက်ထိပေါ့အဲ့မှာချင်းကုန်မယ်ထင်ပါတယ်မင်းညအလုပ်လုပ်တာပြတဲ့2နာရီလောက်ထိရောက်သွားတာဆိုတော့အခု4နာရီထားတယ်ကြားထဲမှာ2နာရီလောက်ပဲအိတ်ချင်းရဒါတော့မှနောက်ကျနေသွားတော့မှခဏနေချင်းရမပြောတော့အဲ့ကံဘိုးပဲเนาะအန်ကိုမှာပဲတနေကုန်မဲ့နေထားမှာရှိတယ်ပြီးရင်ကျွန်တော်တို့က3မိန်းဆိုင်ကြီးတနေကုန်ငှားထားရတာပေါ့နော်တနေကုန်မှ$15လို့ဟိုဖြစ်တယ်ပြီးလို့ရှိရင်အန်ကိုကလည်းဝင်ကြီးက$38တဲ့ဒီမှာကမ္ဘောဒီးယားမှာသူတို့ရဲ့ကမ္ဘောဒီးယားရီဆိုတာပဲเนาะအဲ့ဒါကိုပြီးရင်ဒီဒေါ်လာပါသုံးတယ်သူတို့က2မျိုးသုံးတာငါတစ်ခါကျလို့ရှိရင်မင်းရှုပ်ချက်တွေကိုခတ်နေရပြီလားမင်းရနော်ငွေမြင်းပြန်အပ်လို့ရှိရင်ဒေါ်လာတွေရောဟွာတွေရောပြီးအန်နဲ့ဆိုင်ရှိသေးတာဘယ်လိုသွားတွက်ရမလဲကွာဒီလူမတင်ချာမကောင်းအောင်ဆိုမှတအားဆိုးလုံးသေးတယ်ဆရာကြီးတအားဆိုးလုံးသေးတော့ဘာဖြစ်လဲဆိုတော့ကိုကောင်မထသေးဘူးသိလားကုလူကမင်းညငါတို့တွေဘယ်ချင်းလောက်ထမယ်4နာရီခွဲလောက်သွားမယ်ဘာညာပြောထားပြီးတဲ့ခါကျအခု9နာရီထိုးပြီသိလားအဲ့ကောင်မထသေးဘူး9မိနစ်လောက်နေလာပြီးတဲ့ဆိုတော့သူမလာခင်လေးထက်ဆောင်ပြီးတော့ကျွန်တော်ဒိုးရမှာနော်ဟိုတည်းကလည်းကွာငါလူ4လွှာ5လွှာရှိတယ်ဟိုတည်းဒီဟိုတည်းက5လွှာရှိတယ်ပြဿနာဓာတ်လီကမရှိဘူးငါတက်ရတာမင်းဘာဖျားတော့မှမတက်ရသေးဘူးမင်းမောနေပြီဒါတော့မှကိုရီတက်လုံကောင်းလို့မင်းကိုဒီတို့ကိုချမ်းတို့ဆိုမရတော့ဘူးဒီချိန်ကသွားပြီဒီဘဲတွေက I don't know why. All right, this is the guy who is late. It's already 5. He said 4. You're late, man. The tuk-tuk guy called me like 30 minutes ago. He said he's ready and here. I was like, okay, just give me 5 minutes, you know? Yeah, and then we'll have to say sorry to him. Yeah, we have to say it. And look how dark it is. It's too early. Yung said my mom man ya ba man ko miya u di la. Korea တော့ကိုဒါဆောလာကြီးထင်တာထတာငါလည်းသူများကြီးကိုလုံးကထကုန်ပြီဆရာကြီး Okay ရောက်ပြီဆရာကြီးဆိုတော့ဒီမှာကျွန်တော်တို့လက်မှတ်ဝယ်ရမယ်တရက်ကို Thank you တရက်ကိုတရက်ဝင်ကြီးကို$38ဆိုတော့$37 for a day yeah? for 1 day pass they have like the choice like a 1 day pass 2 day 3 day pass right what do they have hello good morning Nhâm som cappuccino cái này. ဆိုတော့ဒါကတော့လက်မှတ်ဝယ်ဖို့တန်းစီရတာပေါ့ဒီမှာဒီအန်ကောဝတ်ထဲကိုဝင်ဖို့အတွက်ဆိုလို့ရှိရင်သိရမလားအန်ကောဝတ်ထဲကိုဝင်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်ဒါလက်မှတ်ဝယ်ရတယ်ခုနကပြောလို့ပဲဟိုမှာကျွန်တော်မြင်ရတယ်ပေါ့နော် Come to Cambodia. Welcome to Cambodia. But I look like a local. Why do I have to pay? You know, we're the same, no? Yeah, We Asian are the same. If you know how to say Susday, Susday. See, you'll get a free pass, I think. But you know, well, we are good boys, so we do thing in legal way. Hello. All right. Yes, one day, please. Where you from? I'm from Myanmar. Myanmar. Yes. Okay. All right. Okay, thank you. ဒါကတော့ ticket ပေါ့ဗျာဒီလားဒီဟာကကျွန်တော်တို့ဒီမင်းသားချိုးတယ်ဆရာဒီကတရက်ဝင်ခွင့်ပေါ့နော်တရက် pass ပေါ့တည်တယ်မလားဆိုတော့ဒါပျောက်လို့မရဘူးတဲ့တင်ထားပါတဲ့ ticket ဝယ်ပြီးပြီဆိုတော့အပြင်ထွက်မယ်ပြင်ထွက်ပြီးတာနဲ့ကျွန်တော်တို့ဒါဒူရတော့မယ်ပေါ့ Thank you right Thank you Hello Right let's go နည်းနည်းတော့မှောင်နေတော့တိတ်တော့မမြင်ရဘူးဗျာတိလာတိုင်းမဲ့လို့သွားတဲ့လမ်းမှာအန်ကောဝတ်ကိုသွားတော့လမ်းမှာဆိုတစ်ပင်တွေအရှိကြီးရှိရဆရာတစ်ပင်ရှိကြီးတွေနဲ့လှုပ်ထားတာတိလာနော်ညဘက်တယောက်လေးရှောင်းရင်တော့မင်းကြောက်ကြကောင်းပါတော့ဒါပေမဲ့ဒီလမ်းနေကင်းဆိုတော့မိုက်မှာတိလာနော်တစ်ပင်ရှိတွေတစ်ပင်တွေကြီးပဲဘေးမှာဘာမှမရှိဘူး Chào mừng anh ra từ Tàng Phật. Okay, good time. But you need to give him your phone number, no? You got your phone. Yeah. All right. I know. Where's my ticket?
one day pass. Thank you အောက်ခွန်ချိုင်းနော်ဟိုဒီကနေလန့်ကြည့်နော်မင်းလှတာဆရာကြီးမြင်နေရတာဒီလားဒီနေ့တော့လှမ်းပြီမယ်လို့ကျွန်တော်တို့မြင်နေရတာအားကြီးတော့ရှင်းရှင်းလင်းလင်းမမြင်ရဘူးမနဲ့စောစောထားလို့ရှိရင်ဗျာသိရမလားနော်တိတ်မထားကြည့်ဘူးဒါမျိုးလို့စောစောထားပြီးတော့ဒီအန်ကောဝဲရှေ့မှာလမ်းလျှောက်ရတာမိုက်တယ်ဆရာကြီး feeling ရနော်ဒီတော့အကုန်လုံးဆိုကြောက်တွေနဲ့စောက်ထားတာဗျာဒီမှာတော်တော်လှတယ်မနဲ့ခင်းလမ်းလျှောက်ရတာဒီနေရာတွေမှာတော်တော်လှတယ်လုံးပြီးလို့ရှိရင်ခံစားရတယ်တော်တော်ကောင်းတယ်ဆရာသမားကြီးမနဲ့အိတ်ပုတ်ကြီးမြင်နေထားရှိုးကြည့်အောင်နော်ကိုပတ်ဝန်းကျင်လမ်းလေးပါလျှောက်ကြအောင်ဆိုသူကတော့ပြောတာတော့သိရမလားကျွန်တော်တို့ဒီလေးဘက်လေးလမ်းနော်ပတ်လေးရရေဒီနဲ့ဝိုင်းထားတာပေါ့ကျွန်တော်တို့ so this is the entrance is it It is, yeah. Someone used to see a crocodile, like a huge Really? crocodile, yeah. Ooh. But the white one, the white crocodile white crocodile, that's crazy. But you know, I don't know where it is. When the sun come up. So alright this is the area inside Angkor Wat. alright I gotta take some minutes ooh တော်တော်လှတာဆရာကြီးဒီအပြင်မှာလည်းလာရှိုးလိုက်အောင်နော် Yes, sir. တော်လှတာတော်လှတာ So that way, you know, the light thing. You can buy something, you can sell some food. okay But also it connected to the pagoda. On the right side, they also have pagoda. okay ဆိုတော့သူတို့ကလူတော်တော်များများကဒီနေရာကနေစောင့်ပြီးတော့နေထွက်တာကိုကြည့်ကြတာပေါ့ဗျာဒီမှာနော်နေထွက်တာကိုကြည့်ကြတာပေါ့ဆိုတော့ဒီနေရာလည်းတော်တော်မိုက်တယ်တကယ်တမ်းတအားနာမည်ကြီးတဲ့အခိုက်အတန့်တစ်ခုရှိအဲ့ထိတ်တက်ကနေပြီးတော့နေထွက်လာတဲ့အခိုက်အတန့်မှာလူတွေအများကြီးပဲတဲ့ဒီပေါ်မှာရှိပြီးသူကြည့်ကြတာပေါ့နော်ဆိုဒီအန်ကောဝတ်ကိုစောက်တာနှစ်900လောက်ရှိပြီပေါ့နော်လွန်ခဲ့တဲ့နှစ်900လောက်ကစောက်ခဲ့တာဒီခမာဘရင်ဗါလဲဆိုယာဗာရမန်ဟုတ်တယ်နော် yes နော် so the second ဆိုတော့ဒီ Google မှာပြထားတော့ရှားကြည့်တော့ဗျာဒီနှစ်900လောက်ရှိပြီဒါပေမဲ့ဒီ12ရာစုအလယ်ပိုင်းလောက်မှာစောက်တာပေါ့ဒီဟာကြီးကိုစောက်တာနှစ်ပေါင်း30လောက်ကြာတယ်တဲ့ဒီ1110လောက်ကနေ1150ဝန်းကျင်လောက်ထိဆိုတော့အိုင်ဝန်းကျင်လောက်ကလည်းဖြစ်တယ်ဆိုတော့သူနှစ်ပေါင်း900ရှိပြီပေါ့ဒါကကျွန်တော်တို့ဒီ internet ပေါ်မှာတွေ့ရတဲ့ຢာသူကတော့ကမ္ဘောဒီးယားလူမျိုးဆိုတော့သူပြောတာကတော့ Soya Varman second ပေါ့အဲ့ second ကနေပြီးတော့ဒီ7ထိကြာတယ်ပေါ့နော်ဆိုတော့ခမာဘီရင် Soya Varman 2ကနေခွန်ထိကြာတယ်ပေါ့ဒါကြီးစောက်တာကလှတယ်အခုမနက်ခင်းကိုတော်တော်လှနေတာမကြည့်မယ်ကျွန်တော်တွေ့ရတယ်ဗျတော်တော်လှတယ်ဗျနန်းကြည့်လူတွေကောင်းတာတခုပါဗျာသိလားအခုအရန်နာမည်ကြီးခဲ့တဲ့ခေတ်လူအရန်မများဘူးလူအရန်မများကြီးတော့ကောင်းတော့ကောင်းနေတာလူအရန်များရင်လည်းမမိုက်ဘူးဗျာသိလားနော် Here we go again. ဟုတ်ကဲ့ဆိုဟိုဘက်မှာအစာအုပ်တွေတွေ့တာအဲ့မှာတေးသေးလေးတွေနော်အဲ့ကြောင်အဲ့လိုမျိုးအစာအုပ်တွေဟိုဘက်မှာဘယ်မှာတစ်ခုညာမှာတစ်ခုရှိရကွာသိလားဆိုအဲ့ဒါတွေကအရင်တုန်းကပေါ့နော်ဘယင်ရဲ့မိဖုရားတွေနေလေးရှိတယ်ပေါ့ကွာဒီကတစ်ဖက်မှာတစ်ယောက်ပေါ့ဒီနော်တစ်ဖက်မှာတစ်ယောက်နေလေးရှိတယ်ပေါ့ဒါဘယင်နေနေတဲ့ဘယင်မိဖုရားတွေနေတဲ့နေရာဆိုတော့နေကိုစောင့်နေတာကြီးနော်နေရထွက်တင်နေပြီနော်ဟိုဒါဖြည်းဖြည်းချင်းနဲ့နေရဖြည်းဖြည်းချင်းထွက်လာတော့နည်းနည်းပူပြီးတော့မိုက်လာပြီး view อ่ะဒါပေမဲ့လို့ဒီဘက်မှာလူတွေများတယ်ဗျာသိလားဒီဘက်မှာလူတွေများတယ်ဟိုဘက်မှာလည်းလူတွေများတယ်ဒါပေမဲ့ကိုရီးယားနေကောင်းကောင်းထွက်တဲ့အချိန်ကိုစောင့်နေရနော်တော်တော်စေတော့သေးပေါက်ချင်လို့သေးသွားပေါက်တယ်မသေးရဗျာတနေ့ကိုအခါ90လောက်ပေါက်တယ်ဘာလို့လဲမသိဘူးသိလားဒီမှာသူကမြောက်တွေပါကြီးလည်းရှိတယ်ဆရာကြီးကျွန်တော်ဒီထဲမှာအရင်တော့အဲ့ဟိုဒါတွေဒီလိုမျိုးတွေမရှိဘူးထင်တယ်မြောက်တွေရှိတယ် Good morning sir Hey man Good morning How are you doing bro Yes, sir. Oh, Yeah. So this is one of the rock that that they used to build an Angkor Wat, and so Min will try to lift it today. I got muscle but I need some food before I lift it you know Okay, I need to okay. eat breakfast, So the huh? problem is we haven't eat anything Yeah yet. so that's otherwise we can why. lift it easily Once you're in Cambodia, you can do everything, man. You know, now we're in Cambodia, so yeah, toilets over there. Okay. You can walk. There's a pagoda. What are you trying to do? Wow, man, your phone is perfect for a vlogger. Eh? Oh thank you Welcome to Min Vlogger. ဒီတီးပေါက်ချင်လို့သွားရှာဒါပေမဲ့ဖုန်းကြောင်းနေကိုရင်နေဒီပက်စီးလဲနေတာပဲရှိတယ်ဒါပေမဲ့ဒီဘက်မှာအိမ်နာမရှိဘူးဆိုတော့ကျွန်တော်နောက်တစ်ဖက်ထက်ရှာမသိပေါက်ချင်တာ
Bro, you are local. You don't even know where the toilet is. Come on, man. Bro, last time When was the last time you? I don't remember. Like about 100 years ago. What? They moved the building of the toilet. I think I was different ways. So 1, 2, 3. Here we go, brother. I think this one better, no? Yeah, for old people it looks better, right? But this one better, you know. We can use the rocks, right? Yeah. Come on, man. But why they build this thing? Yeah. Everything makes with the rock. Why you Say it, build- man. Say it to them. Why you build this? Yeah. Why? No? Come on, man. Nice. We're gonna walk to the another way. Yeah, we're going that way. Okay, that way. So how to say yes? Like you're responding. Someone saying In Myanmar. in Myanmar. Okay. Say Yeah. say All right. say something. Say something. Yeah, isn't it beautiful? Eh. Hey, see? That's how you do. No, you say something in Myanmar. Uh-huh. I'll go for it. Okay. So, တော်တော်လှရနော်ဒီနေရာ နော်တော်တော်လှရနော်ဒီနေရာ Okay ဒီနေရာကတော့အန်ကောဝတ်ထဲကိုထပ်ပြီးတော့ဝင်တဲ့နေရာပေါ့ဗျာကျွန်တော်တို့ကတော့ထပ်မဝင်သေးဘူးဆရာအိမ်သာသွားရှာလာအောင်မယ်ဒါမှနေထွက်လာလို့ရှိရင်တော့တော်တော်မိုက်တယ်ဆရာဘေးကနေပြီးတော့ဒါဝင်နေပေါ့ကဲခုတော့အထဲကိုဝင်လာအောင်မယ်တွန်းရကပြန်လာပြီးတော့ Yeah ဒါတွေလောက်ထားတာတွေကဘယ်ကျွန်တော်တို့အတွက်တော့အရင်မထူးဆန်းထင်တာပဲဘာလို့လဲဆိုကျွန်တော်တို့အာရှတွေမှာကခါချာကတူတယ်လေဗျတူတယ်ဆိုတော့သူတို့အစာအုပ်တွေစောက်တဲ့နေရာမှာဆိုလို့ရှိရင်ကိုရီစီမှာလည်းရှိတယ်ချောတွေဟာကောင်းမလေးကြီးသိလား Yeah there's no water Like a swimming pool for the king back then. Okay The other side ဒီဘက်မှာလည်းသူကတကယ်ရှိသေးတယ်ဟိုတုန်းကရေကူးကန်ပေါ့ဗျာဒိုင်မင်တို့ပြလို့မရတော့ဘူးဗျာဒိုင်မင်ပြလို့ရှိရင်ဟိုအောက်ထိဆိုလို့ရှိရင်ဒီနော်ဒီခေါင်းထိမှာနော်အပေါ်မှာကျတော့သူကပြုတ်ကြမဲ့ဟာတွေလူတွေခေါင်းပေါ်ထိမှာဆိုလို့တန်စကာတွေကာထားတယ်ဗျာဒီတန်စကာလေးတွေရှိတယ်မင်းတော့တိတ်တော့မြင်ရလိမ့်မယ်မထင်ဘူးစီလူတွေရှောက်ရေးထားတာဗျာတိလားဒီနော်ဒီမင်းနော်ပါတယ်လူတွေရှောက်ရေးထားတာတရုတ်ဆာပါတွေဒါရေးဝင်ပြုတ်တော့မသိဘူး1905တွေပါရေးဒါပေမဲ့မလုံးသိဘူးလေဗျာနော်သူများတော့ဝေဖန်တယ်မပြောချင်တာဗျာဒီမလေးတွေနော် Okay နောက်တစ်ဆင့်ထပ်တက်ရအောင်မယ်ဆရာကြီးဒီဘက်ကမှနေလေးပါလေးထွက်လာသေးတယ်ဒီလားနေလေးပါလေးထွက်လာတယ်နေရကွာလူချင်းတဲ့နေရာမထွက်ဘူးဖြစ်နေလူကြီးကြောက်ဒီသူကဒီလိုဒီဟာကြီးကိုဒီတစ်ခုလုံးကြီးကိုဒီအန်ကောဝတ်ကျောင်းတော်တစ်ခုလုံးကြီးကိုဒီကြောက်ဒီနဲ့ပဲစောက်ထားတာဗျာဒီလားသူကဒီမှာတော့သူပြုတ်ပြင်းနေတာတွေဘာတွေထိမ့်သိနေတာရှိရလားမသိဘူး Yeah that one နော် Drop. Yeah that one ပြုတ်ကြလို့ရှိရင်မင်းဟိုဖြစ်အဲ့ကြောင့်သူတို့တွေဟိုဖြစ်ထားနေမယ်ကြပြုတ်ကြတာတွေဘာဖြစ်မှာဆိုလို့သူပြင်းနေတယ်ဟိုဘလူကတော့လှတယ်ဆရာကြီးနော်မနေထွက်တာပါညာ We'll go up, eh? အကုန်လုံးကကြောက်နေကြီးပဲထွင်ထားတာကြီးဆိုလို့ရှိရင်လည်းပဲဒါအထဲမှာတွေးခဲ့တဲ့ရရင်တူပါပဲဒီဘက်မှာတော့ဒါပေမဲ့တော်တော်လှတယ်ဗျာတိလားနော်ဒါတော့မှဒါလေကားတွေပါလှုပ်ထားတာအရင်ကဒီလိုမျိုးတက်ရတယ်ဒါပေမဲ့ဒါဒီလေကားနဲ့ဘလို့တက်မလဲကွာဟိုလိုကြီးနော်ဟိုတုန်းကတော့သူအဲ့လိုတက်ကြတယ်ထင်နေတိလားမယ်လေကားလေးတိတိလေးတွေဗျာဘလောက်မှမရှိဘူးလေကားတစ်ခုမှတထွားကြော်လေးပဲရှိရဘလို့တက်မလဲဆိုလူတွေဒီပေါ်တက်ကြောင်မလေးတော်တော်သတိထားတက်မှာဟဲ့လူကြီးကျုပ်ကမှအမြင့်ကြောက်ပါလေဆိုမှမြင်တက်အောင်မယ်ဆရာကြီးအမြင့်ကြောက်လေဒီရောက်မှတော့တက်မှာပဲသိလားလူတွေအများကြီးပဲဒီမှာတားကြီးတော့မများဘူးလေဒါတားများတယ်လို့ကျွန်တော်မထင်ဘူးဒီမှာကတက်မဲ့လေကဒီလိုမျိုးမတ်ဆောက်ကြီးလော Alright can I go first Yeah, go first. I have to နော်တစ်ဖက်ကိုကင်ပြီးတော့တက်မှာငါမှနော်အောက်ကိုမကြည့်တော့ဘူးခင်ဗျားတို့ပဲကြည့်ကြတော့သူများရဲ့နောက်ပြန်တော့တက်နေကြတယ်သူများရဲ့နောက်ပြန်တော့ဆင်းနေကြတယ်ဟုတ်ဟာ Get out. သူများရဲ့နောက်ပြန်တော့ဆင်းနေကြတယ်ကိုရီးယားရှိတက်တဲ့ကိုမတက်ရဲဘူးဖြစ်နေ မရောက်သေးဘူးလားကွာသူare we there yet no almost ဟာရောက်ပါတော့ကွာကဲရောက်ပြီတော်ပါသေးရဲ့ဟိုကနေအလဲပေါက်ကိုတန်းဝင်လို့မရဘူးဘေးကိုပက်ပြီးတော့လမ်းလျှောက်ရတာဘေးကိုပက်ပြီးတော့လျှောက်မှရတာ
နှလုံးယောဂရတော့မလားမသိဘူး The back ကြည့်ရ ways. အောင် okay so this is another exit okay Try. Yes, I mean. ငါတော်တော်မြင့်မြင့်ကိုတက်လာတာပဲနှလုံးယောဂရတော့မလို့ဖြစ်နေတယ်ဆရာကြီးအမြင့်ကြောက်တယ်မရဘူးအမြင့်ကျွန်တော်တော်တော်ကြောက်တယ်အမြင့်တယ်နော်မကြောက်တဲ့အမြင့်ဆိုလို့ကိုယ့်ရဲ့ရက်ရှိတဲ့ကောင်မလေးတွေရှိတယ်အဲ့ဒါကျန်တာတော့တော်တော်အမြင့်ကြောက်တယ် This is where you wish. yeah this is okay ဒီနေရာမှာဆူတောင်းအောင်မယ် so Go do it. alright do I need to take it on my shoe နော်ဒီနေရာကဆူတောင်းတဲ့နေရာတဲ့နော်ကြားတာတော့ဒီအန်ကောဘုတ်ကပေါ့နော်ဘာသာကြီး၃ခုထွန်းကားခဲ့တာဆိုပြီးတော့လည်းသိထားတယ်ဆိုတော့ဘာသာကြီး၃ခုထွန်းကားခဲ့တယ်ဆိုတော့ကျွန်တော်တို့ဒီနေရာမှာဆူတောင်းဖြည့်တယ်ပေါ့ဗျာဆိုတော့အန်ကောဘုတ်ကိုလာပြီးတော့ Manchester United တွေလာဆူတောင်းတာပဲ Bro I came to Cambodia to make sure wishing the best for Manchester United ဆိုတော့ဆူတောင်းတော့မယ်နော်ဆိုတော့ဒီနေရာသူပြောတာတော့ဘယင်နေတဲ့နေရာပေါ့ဒါပေမဲ့ဒါဆူတောင်းအောင်မေးပေါ့ဆိုတော့ဆူတောင်းတဲ့နေရာဆိုတော့ဒီမှာတော့ကိုယ်စကားအများကြီးပြောလို့မကောင်းဘူးโอเค For sure, Man United. ငါဆူတောင်းငယ်ပြီဟိုမှာတော့ How you feel, bro? So first I wished for Manchester United I pray for Manchester United ပထမဆုံးပြသိရမှာနော်ဆူတောင်းတာဆိုတော့အမေအတွက်ပေါ့နော်အမေချမ်းသာပါသည်ချမ်းသာပါသည်ပေါ့ဗျာနော်ဆူတောင်းတာအေးအဲ့ဒါပြီးလို့ရှိရင်တော့ Manchester United အတွက်ဆူတောင်းတာပေါ့United အမူရင်းရဲ့လက်အောက်မှာသိရမလားနော်အရာအလုံးထမြောက်ပြီးတော့နော်အဆင်ပြေချုံးမွေပါစေတော့ဘယ်လိုလောင်းမလဲတော့မသိဘူးပထမဆုံးမာလာကြီးတွေနော်ကျမ်းမာဖို့ဆူတောင်းတယ်ပြီးလို့ရှိရင် Manchester United ရဲ့ဆူတောင်းတယ်ပြီးရင်ကြောင်နှကောင်အတွက်နော်ဒီကောင်လေးတွေအသက်ရှိရှိနေပါသေးဆူတောင်းတယ်ပြီးရင်နောက်ဆုံးကျတော့ရီးသားပေါ့ဗျာရီးသားတွေသိရမှာဆူတောင်းတယ်ဒါတွေကြောက်သားတွေကိုထွင်းထားတာဗျာဒီလားဆိုတော့ဒီလိုမျိုးဘေးပတ်ဝန်းကျင်မှာသူကရှောက်လန်းဟိုမှာအတက်ဆင်းကောင်းမှုအတွက်လည်းပြည်သားလေကားလေးလုပ်ပေးထားတယ်ချွတ်ကြတော့လေဒီမှာဒီလိုဂျားလေးရနေဓာတ်ပုံတွေပါလှမ်းရိုက်ကြတာကဲအားလုံးလည်းမြင်တဲ့အတိုင်းပဲချွတ်ကြတော့လေသိရမလားအဲ့လိုလေးဒီနေရာကောင်းလေးတွေမှာဓာတ်ပုံလေးတွေရိုက်ကြတာပေါ့ဗျာဒီတစ်ခေါက်တော့ရီးသားပါမလားလို့ဓာတ်ပုံကောင်းတော့မရရအောင်ဆရာကြီးနော်ဆိုတော့စာအုပ်ကတော့တိနေတာပြောလို့ပဲအကုန်ကြောက်နေနေကြီးပဲရဲ့နေရာကောင်းလေးတွေမှာနီးတော်တော်လှတယ်ဒီနန်းကြီးအဲကြောင့်သူတို့ဒီများကြီးဓာတ်ပုံရိုက်ကြတာဆိုတော့ခုနကဓာတ်ပုံရိုက်လို့ကောင်းတယ်ဆိုတော့ဟာဒီဘက်မှာလည်းသူကရိုက်လို့ရတယ်ဆိုတော့ဒီဘက်မှာလည်းသူကတော်တော်လှတယ်ဒါလည်းခုနပြောလို့ဘရင်ဟိုတခါတော့ကချိုးခဲ့တဲ့ရေကူးကန်ပညာဖြစ်မှာပေါ့ဗျာတော်တော်လှတယ်ဒီဘက်ကနေလည်းသူကဒီကနေကြည့်မယ်ဆိုရင်ဟိုးမှာဗျာဒီလားနော်ဟိုးထိတ်မှာသူကဖះเจ้าတစ်ခုရှိရဒီလားအဲ့ဖះเจ้าကနေပြီးတော့အဲ့ဖះเจ้าမှာတက်လို့ရှိရင်တဲ့အန်ကောကြီးတစ်ခုလုံးကောင်းမြင်ရတယ်ပေါ့so you can see the whole Angkor from okay ဒီကနေဆို15မိနစ်လောက်ပဲပြောရတယ်ဒါပေမဲ့နည်းနည်းတော့ဝေးတယ်ဆရာကြီးဒီညမှာတက်ပုံရိုက်ခွင့်တစ်ခုရှိတယ်တော်လေးမိုက်တယ်ဒါပေမဲ့လူကအများကြီးပဲလူ2ယောက်လောက်ပဲရိုက်လို့ရတယ်ပဲဒီနဲ့ဆန့်တယ်အဲ့တော့ခဏစောင့်နေနော်ဒီလိုများတယ်ခဏနေဒီနေရာကိုဗီဒီယိုရိုက်ဖို့အတွက်ကိုပုံစောင့်နေရတယ်ဆရာကြီးတော်တော်လှတယ်ချို့ပုံနေထဲမှာမြင်ရလို့ပဲဗျာဒီလားတော်တော်လှတယ်ဒီညright ဟိုထိမြင်နေရတယ်တော်တော်လှတယ်နေရသူကခုနကစောင့်ရတဲ့နေရတယ်ဒီဘက်ကတော့မှပိုလှသေးတယ်ဒီဘက်ကကြည့်ရတာတော့မှပိုမိုက်သေးတယ်တော်လှတယ်ဒါပေမဲ့မနေ့စောမနေခင်းသူတို့ပူလောက်တယ်ဒါပေမဲ့မနေ့လေးစောထွက်လာမှန်သွားတယ်တော်မိုက်တယ်ကဲဒီနေ့မှာနော်ဒီမပြရနော်ပတ်လည်မှာကြောက်တီကိုကြီးလုံးဝအသေးစိတ်ထွင်းထားတာသိရမလားနော်ဟိုးတုံးကနေထားရင်တော့ဟိုးတုံးကဗျာဒီလူတွေကြောက်တီကိုသူတို့အသေးစိတ်ဘယ်လိုများထွင်းကြလဲမသိဘူးသိလားကိုရီစီမှာလည်းရှိတာပဲတချို့ကြောက်တီထွင်းတယ်ဒါပေမဲ့လို့ဒီမှာထွင်းထားတာတွေတော်တော်ကိုမိုက်တာအားတော့ပတ်လည်ပေါ့လူတော်တော်များများတော့ဒါကိုဓာတ်ပုံရိုက်ကြတာပေါ့ဗျာဒီဟိုတော်တော်မိုက်တယ် Let's go mean. This is the middle. ဒါလုံးဝအလေတက်တယ်ဗျာဒီလားကျွန်တော်မနက်ကဟိုးထိတ်ကနေလန့်ကြည့်နေတယ်ဒါလုံးဝအလေတက်တယ် alright ဆို
လုံးဝအလဲတဲ့ဖြူရတော်မိုက်တာတလုံးဝအလဲတဲ့ဒီမှာဖះရုပ်ပေါ်တော့လုံးဝကြောက်နေကြီးပဲလောက်တာကဲဆက်သမားတွေအဆင့်ရောက်ပြီဒါကတော့အဆင့်ပေါ့ဗျာเนาะအဆင့်ပဲလက်ကကိုင်းပြီးဆင်းမရမှာငါတို့ကောင်းကောင်းမဆင်းရဘူးဆရာကြီးဒါကြီးမားဆုံးစိန်ခေါ်မှုလို့ပြောလို့ရတယ်အမြင့်ကြောက်ပါဆိုမှဆင်းရတဲ့လေကမတ်မတ်ကြီးသိရမှာเนาะငါတို့ကင်မရာကိုမကြည့်ရဘူးကျုပ်အမြင့်ကဗျာဘလို့မှမသိဘူးဗျာတတော့တက်တီကောင်းတယ်သိရရွှေဘူသားဟိုသိရမှာဘလို့ဖြစ်လို့ဒီအမြင့်ကိုအေးစီရောက်ပြီမြင်ဒူးလေးနည်းနည်းပဲတုံတာဘာဖြစ်မှာလဲဟုတ်တယ်မလားဒူးလေးနည်းနည်းပဲတုံတာဘာဖြစ်မှာမြင်လေ When we were kids, နော်သူတို့ကတချို့ဟာတွေကိုတော့ဗျာတိလားပြန်လေထိန်းသိမ်းတဲ့သဘောပေါ့နော်ဟိုအကယ်လို့ဒီလိုမျိုးပြုတ်ပြင်မှုတွေမလုပ်ဘူးဆိုလို့ရှိရင်သိရမလားအပေါ်ကနေပြီးတော့ပြုတ်ကျလာမဲ့အရာတွေမဖြစ်အောင်သိရမလားမို့ဒီပြင်ထားတဲ့ຢာတချို့နေရာပြင်ထားတဲ့ຢာရှိတယ်ဥပမာဆိုလို့ရှိရင်ပြင်ထားတဲ့နေရာတွေကျွန်တော်ရှိတယ်ဆိုတော့ဒါမျိုးတော်တော်အံ့ဩစရာကောင်းနေဗျာသိရမလားလွန်ခဲ့တဲ့နှစ်ပေါင်း900ကျော်လောက်ကနေပြီးတော့သိရမလားဒါမျိုးအဆောက်အဦကြီးကိုနှစ်ပေါင်း30လောက်အချိန်ယူပြီးတော့သူတို့တီးတီးကြကြကြောက်ဒီဘာတွေထဲမှာအကုန်ထွင်းပြီးတော့လောက်ထားတာဆိုတော့အထွက်မှာဆိုတာဒီလိုမျိုးရုပ်ထုတွေရှိရဲ့အထွက်မှာအခုပြန်ထွက်လာပြီအခု7နာရီလောက်ရှိပြီကျွန်တော်တို့4နာရီခွဲ5နာရီလောက်ကထွက်လာတာ7နာရီလောက်ရှိပြီဒါတော့မှတနေရာပဲရှိသေးတယ်တိတက်ပိုစုံတဲ့နေရာတွေတွားရအောင်ကဲအခုတော့ဒီအကြောင်းကြီးတွေကိုလဲပြီးတော့ပြန်ထွက်လာပြီပေါ့ဗျာတော်ကြာလိုက်တယ်ဒီလားအခု8နာရီခွဲတော့မယ်ဆိုတော့2နာရီကျော်လောက်ကြာတယ်ပြောရမယ် so behind us, Angkor Wat. So, Min, I want to ask you something. How do you feel, brother? I feel like amazing though, you know. Yeah. Honestly, yeah. I've seen so many like buildings in my life, but this one is different. That's why it was like one of the wonder, right? Mm. They made it like so perfectly detailed in the rocks. That's Right? crazy, yeah? I can't wait to go another places, you know. Yeah. It's Angkor Wat, but there's another Angkor, right? Angkor, what is it? We have a lot of different temples because the king was living there, you know. All right, then see you there. Hello. Hey guys. ဆိုတော့သူကအထဲကိုဝင်တာပဲဖြစ်ဖြစ်ကြောင်းထဲကနေပြန်ထွက်တာပဲဖြစ်ဖြစ်ဒီမှာ2လမ်းရှိတယ်သူကဒီမှာကြောက်တီပါးနဲ့ခင်းထားတဲ့လမ်းတီးတဲ့တစ်ခုရှိတယ်ဟိုဒါလုံးဝရေပေါ်မှာနော်ခုံလို့ရတယ်ဆရာကြီးသိလားနော်ဖြူကလည်းမိုက်တယ်မြို့ဟိုမှာကြည့်လိုက်အောင်ဆိုတော့ you can run နော် come on ဒါတော့ဒီမြင်ပဲသိလားခုံလို့ရတယ်ဒါဘလို့နေမလဲတော့မသိဘူးသိလားလမ်းလေးနည်းနည်းလျှောက်တာဗျာနော်တော်တော်မောလာပြီနေလာဒါမှအမင်းခုနပြောမနက်ကပြောလို့စတာမီနာကောင်းတဲ့ကောင်တွေမို့လို့နော်ငယ်ဒီမို့လို့ဟိုဘဲဒီဆိုများတော့ပြီလားနော်ကဲအခုတော့ငါတဲ့တုတ်ဆရာကြီးပြန်ရမယ်3မင်းဆရာကြီးပြန်ရမယ်သူကဒီအန်ကောဝဝင်းထဲကိုရောက်လို့ရှိရင်သိတယ်မလားအန်ကောဝတစ်ခုပဲလဲတရားရှိတာမဟုတ်ကျန်တဲ့နေရာတွေပါရှိတာပေါ့နော်ဆိုတော့ဘာလို့ကလဲဆိုတော့ကျွန်တော်ဒီဝင်းကြီးကတအားကျဲတဲ့ခါကျတော့လမ်းတွေပါရှောက်လို့မရအောင်လမ်းရှောက်ရင်တော်ကြာမှာပေါ့နော်တော်ကြာမယ်ဆိုတဲ့ခါကျတော့ကျွန်တော်တို့ဒီလိုမျိုးကိုယ်ဆိုင်ကနဲ့သွားတဲ့သူတွေကျွန်တော်တို့ရှိတယ်ကားငားတဲ့သူတွေရှိတယ်အခုလိုမျိုး3မင်းတွေပါတယ်ငားတဲ့သူတွေရှိတယ်ပေါ့ဗျာကိုရီကတော့3မင်းပဲကြိုက်တယ်ကျင်းဈေးလဲတော့မကြည့်ဘူးဒါပြင်သွားလာတာလည်းသိရမလားနော်တက်တာတယ်သူဒီ3မင်းဆရာကြီးကတော်တော်စိတ်ရှိရပြောမနေ့စားမယ့်နေရာတော့ရောက်ပြီဗျာဒါမနေ့စားမယ့်နေရာပေါ့ကျွန်တော်တို့ခေါ်လာတာဆိုတော့သူတို့လည်းထမင်းကြော်တွေပါတယ်ရှိတာပေါ့ဗျာဒီမှာပါတယ်ရှိမလဲနော်ဒီမှာထမင်းကြော်တွေမဲခောက်ဆွဲကြော်တွေဒါပါပဲကျူးချတော့အော်ဒီဘက်မှာလည်းရှိတယ်နော်တူပါပဲဆိုတော့သူတို့ကတော့ဒါကမ်ဘောဒီးယား traditional လို့ပြောထားတာပဲဒါမှားထားတယ်ဘာလို့တော့မသိစောင့်ကြည့်ရအောင် Okay ရောက်လာပြီဆရာကြီးနော်3ယောက်လုံးကတူမှားတာဒါတွေကြီးပဲရယ်ဆိုတော့ဒီမှာကြက်သားနဲ့သူကဆန်ပြုတ်လိုပဲလားမသိပါဘူးလေဒီမှာဆန်နေနဲ့ Bro I'm not gonna put those bro I don't eat spicy Like spicy. Yeah go ahead man ဒီမှာကြက်သားပါတယ်ဆန်ပြုတ်ရယ်ပြီးဆန်ပြုတ်လိုပါပဲပြီးလို့ချင်းပဲပင်ညောင်းပေါက်တွေတမယာကြီးလေးနဲ့မွေးလေးပြီးရင်ချားဟာတွေပါတယ်စုံနေပဲဘာကြီးလဲကုန်မသိဘူး You haven't eat anything since this morning no No. Oh sorry no we took too long sorry 3 hours.
စားပြီးပြီဆိုတဲ့ခါကျတော့ထွက်မယ်နောက်တနေ့ကသွားမယ် I almost forgot thank you အဲ့မိခဲ့မလို့ဆရာကြီးတော့ညဘူးလာပြီဆရာကြီးမနေ့စောစောထားတာတခုကောင်းတယ်အဲ့မနေ့စောစောထားတဲ့နေရာကျတော့လူရှုပ်တဲ့နေရာတွေကြလို့ရှိရင်အဲ့လိုမနေ့စောစောလေးထားပြီးတော့သွားမှာHow do you say it? Baxi Chongkrong? How do you say it? Yeah, that's it. Jump around. ကဲဒါဒီမှာတော့လူသိပ်မရှိဘူးပဲဒီလားနော်ဒါလည်း10ရာစုနှစ်ဝန်းကျင်ဟလားအဲ့လိုပြောမှာပေါ့နော်အေးပေါ့10ရာစုနှစ်ဝန်းကျင်မှာစောက်ခဲ့တယ်ဆိုတော့သူကဒီဘောသူတက်လို့ရတယ်ဒါပေမဲ့ဒီဘောတက်လို့ရတယ်နော်တတိထားလို့ပဲပြောတာမတက်ရဘူးဘာညာပြောတာမဟုတ်ပြဿနာဓာတ်ရတအားမတ်ဆောက်လို့နေဗျာနော်မတက်တော့ဒါတော့မတက်တော့ဘေးပတ်လေးကနေလမ်းလျှောက်ပြီးတော့ပြန်တော့မယ်ဆရာကြီးနော် Alright see you bro ကိုကောင်းတော့ပေါ်တက်သွားပြီကိုရတော့မတက်နိုင်ဘူးဆရာနော်ဟိုဘက်မှာပဲတွေ့တော့မယ်ဒီမဲ့ဒါဆိုလို့ရှိရင်ဒါသူကဗာလေကြီးကိုတည်ထားရပြောရမှာနော်လေကြီးကိုဟိုဖြစ်ရပြောရမှာလားနော်ရုပ်ထုတွေဆိုလို့ရှိရင်လည်းပဲလုံးဝကြောက်နေနဲ့လောက်တာโอเคတပုံနေရနေဆိုရင်ကြော်လိုက်ကိုမားတော့ဗျာတော်တော်ဖြစ်တယ်တော်လှတယ်မဟုတ်ဘူးကတော့အဲ့လိုမျိုးပဲမဟုတ်ဘူးနန်းရနည်းနည်းထက်ပြမဟုတ်ဘူးကဒါမို့ဒီမှာတို့ချင်းပုံရိုက်ကြတာများတယ်โอเคဆိုတော့ဒါကအကြီးဆုံးဆိုတဲ့ခါကျတော့ကျွန်တော်တို့ထဲမှာဘယ်လိုလာမလဲကြည့်ရမယ်နော်တော်တော်ဆိုတော့မဟုတ်ဘူးပေါ့ဗျာမဟုတ်ကတော့ထဲဝင်မယ်ဆိုလို့ရှိရင်သူကဒီလိုမျိုးလေးလောက်ထားတယ်နည်းနည်းကြာမှာဆိုလို့လားပါဒါမှမဟုတ်အပေါက်တီးတန့်လားတော့မသိဘူးပေါ့နော်ဒါမိုးလေးလောက်ထားတယ်ထဲမှာထူးခြားခြားတော့ဘာမှတော့အများကြီးတော့မရှိဘူးဟုတ်ထဲဝင်မယ်သူကဆိုရှင်ဒါမိုးဒီထဲမှာဒါတော့လုံးဝတက်တယ်ပေါ့ရောမသိဘူးတရားမရှိဘူးဟောရှိโอเคဒီကနေပြီးတော့ကျွန်တော်တို့တုံးဘိန်းထက်စီရမှာပေါ့ဗျာကိုရီးယားဒီမှာလူတွေအများကြီးတော့ဒီနေ့မှာတက်ပုံရိုက်နေကြပါလဲဆိုတော့โอเคတို့ကဒီမှာဒီမှာဆိုလို့ချင်းလည်းရုပ်ထုတွေပါထွင်းလာတာကြာဒီကြောက်တွေအုပ်တွေကိုမှာရုပ်ထုတွေထွင်းထားတယ်ဒီမှာစင်အောက်မှာဆိုလို့ချင်းစင်တွေရှိမယ်ဒီမဘူးတစ်ပင်တွေတို့အများကြီးတယ်ကျွန်တော်ရှင်းမှာပြပြခဲ့ပြီပဲဒီမှာအမေတွေ့တယ်မလားနော်သူကဝယ်ရီအတွက်ပါဒီမှာလိုက်လာပြီးတော့ရိုက်ကြတဲ့သူတွေရှိတယ်ဒီမှာဆိုလို့ချင်းဝယ်ရီတွေပါတယ်ကမ္ဘောဒီးယား traditional dress တွေနဲ့ရိုက်ကြတဲ့သူတွေလည်းရှိတယ်ဒါမှမဟုတ်ဒီတိုင်းပဲသူတို့ wedding dress နဲ့ဒီလိုလာပြီးတော့ရိုက်ကြတဲ့သူတွေလည်းရှိတယ်နော်ဆိုတော့ရိုက်ချင်ရိုက်လို့ရတယ်ဗျာခင်ဗျားတို့ပြောတာမဟုတ်ရီးသားကိုပြောတာလားနော်ခင်ဗျားတို့ပြောတာမဟုတ်ရီးသားကိုပြောတာရိုက်ချင်ရိုက်လို့ရတယ်โอเคကျွန်တော်ရောက်ပြီပေါ့ဗျာဒီမှာဒါကအရင်ကဘင်းနေလေးရှိတဲ့နေရာတဲ့ဆိုတော့ကျွန်တော်တို့ဒီကိုရင်ဟိုဖြစ်ကြမှာလဲကြမှာThe Yuan, Bapun. ကဲဒီမှာတော့ရောက်ပြီပေါ့ဗျာဒီထဲဝင်မယ်ပေါ့ဒီခုနကတက္ကစီဒီမှာကသူကဒီထဲမှာဘယ်ပေါက်ကနေဝင်ပြီးတော့သူ့ကိုဟိုဘက်ချက်မှာဘယ်မှာပြန်တွေ့မယ်ဘာညာပြောပြနေတာမြောက်တီလည်းရှိရဲမြောက်တီကိုဆရာအကောင်နေရတကားပဲဒီမှာနေတော့ချက်ရကောင်နော်မြောက်တီရှိရဲဒီမှာတော့ဗျာကြည့်တော်မိုက်တယ်တက်ပုံရိုက်လို့ကောင်းတဲ့နေရာမျိုးပေါ့ဗျာအပေါ်ရှင်လန်းရှောင်းနေတယ်သိရမလားနော်အောက်မကြည့်ပဲနေတယ်နေလို့မရဘူးကျန်တယ်ခလုတ်တိုက်ပြီးလဲနေမှာလူကြတဲ့အချက်ပွဲနေမှာဒီတပင်ကြီးအရှိရွေးတာဗာတပင်လည်းမနေဘူးဒီဘက်လည်းဘေးပတ်ဝန်းကျင်တပင်ကြီးများတော့ခါကျတော့တအားကြီးပူတယ်လို့မခံစားဘူးအရင်ကွာတယ်လို့တော့ပြောတာမဟုတ်ဘူးဗျာဒီလားဗီဒီယိုထဲမှာတော့ဘယ်လိုလဲမသိဘူးကျွန်တော်လည်းဒါခုမှစရိုက်တယ်ပထမဆုံးဘလော့ဘာညာဆိုတဲ့ခါကျတော့ရိုက်တာအထားမကြရင်ကြည့်လို့ခက်ချင်တာခက်ဦးမှာဒါပေမဲ့လို့အပြင်မှာတော်တော်ကြီးကိုမိုက်တာပေါ့နော်ဆိုတော့လည်းရှိုးကြည့်လိုက်အောင်ဒီများတွေတော့ဒီနေ့မှတက်ပုံရိုက်တာပေါ့ဗျာဆိုတော့အထဲရောက်ပြီကျတော့ဒီမဲ့ဒီကြီးကြည့်မယ်ဆိုလို့ရှိရင်လည်းပဲမပြကြည့်မယ်အသေးစိတ်ကိုကြောက်တွေမှာထွင်းလာတာနော်ဘလောက်တော့မှကျွန်တော်တော်လိုက်တယ်လောက်တော့တော်လိုက်တယ်ခင်ဗျားတို့လူ3 သိန်းမောင်းတော့မှပေါက်အောင်မဖောက်နိုင်တယ်လို့ဘယ်လိုလုပ်ကြမလဲပြောကျွန်တော်မိုက်တယ်ဒီမှာနေရစာအုပ်တွေဆိုလို့ရှိရင်လည်းပဲမကုတ်ကောင်လာပြီးချီးနေတယ်နော်ဒီများတွေတော့ဒီအလဲရဝင်တယ်ကိုကြီးလည်းဝင်ရမှာဒီများနော်တပုတ်ညာနေလို့ဒီနေရာကြားထဲတွေမှာလိုက်ပြီးရိုက်စာအုပ်တွေအကုန်လုံးကကြောက်တွေကြီးပဲကြောက်တွေနဲ့ဘလိုတွေများကြောက်တွေနဲ့ကြီးပဲလှုပ်ထားတယ်မသိဘူးနော်ထဲကျရင်တက်ပြကဲကြောက်တော့နေဖို့ကြော်မင်းခွမယ်တက်မေးဗျာကိုလည်းရိုက်ကြတယ်ဒီကနေပြီးတော့လည်းမြန်တော်တော်အထဲမှာလုံးဝအေးနေရောထဲတော်တော်ဟောဖြစ်တယ်ဟိုမေကြီးကြောက်တုံးနေရနော်လဲတော့မလို့ဘာလို့လဲမလဲဘူးသိလားနော်တိချာဟောဖြစ်တယ်မဲ့အပ်နေတာတွေလည်းကျွန်တော်ရှိတယ်အပ်နေတာတွေရောဆရာကြီးမလေးထဲမှာလည်းလှေကားလေးတွေလုတ်ပေးတာတက်လို့လွယ်အောင်လို့ဒါကြည့်ရတာဒါကြီးတော့ပြူနေတဲ့ဟာကြီးပေါ့နော်
ဒီကြပြန်ပြီးတော့ဟောဖြစ်ထားတယ်တူပါလေဒါပေမဲ့ထားရရေကန်လူဘာလူပြနော်ဟာထားရရေကန်အဟောင်းလူဘာလူနဲ့ဒီနေ့ကနေဆိုလို့ရှိရင်တော့တော်တော်မိုက်တာစောက်ဦးတွေရကြည့်လိုက်အောင်เอาแต่ทัดแต่โอ้ไม่รีบเลยတော့မှာအိုးသွားရီတော့မင်းတို့ကုံတော့မှာပဲဒီမှာတော့ဒါဖះပေါ့ဗျာဖះရုပ်ထုကျွန်တော်တို့ရှိတယ်ဟုတ်တယ်မပိတ်ထားတယ်ဗျ before yeah open for tourists to go to up there ဟောဒီရှိတယ်ဒီရပါတော့ဒီရဟောဘာမဟုတ်အောင်မှာမင်းဒီရဲ့တူတူပုံနဲ့ကစားလို့ကတော့မင်းပြန်ကိုတွေ့မှာမဟုတ်တော့ဘူးဒီလားငယ်တုန်းကဆိုလို့ရှိရင်တော့ဒီလိုနေရာတွေကတူပုံနဲ့ကစားဖို့အသင့်တော်ဆုံးပဲโอเคတတိထားရမယ်ဆရာကြီးမင်းကြောက်တရားကိုခန္ဓာကိုယ်အော်ဒီမီဒါကျွံကြနေတယ်လို့ကြီးကျွံကြနေတဲ့ပုံပေါက်နေတယ်ဒီလားဒါကဘာလဲမသိဘူးအရင်တော့ရတနာတွေပါထားခဲ့ရလားဘယ်လိုလဲတော့မသိဘူးပေါ့နော်ဟိုဘက်မှာဆိုလို့ရှိရင်လည်းရှိတယ်ပေါ်မှာဆိုလို့ရှိရင်ကြည့်လိုက်အောင်ဆရာကြီးနည်းနည်းတော့ကြောက်ဆရာကြီးဗျဒီလားဒီဟာကြီးကလေကြည့်ပါလားအကုန်လုံးကဟွာလို့ဖြစ်နေတယ်နည်းနည်းဒီလားအကြောင်းတွေရောဘာတွေရော alright okay သူချာချာဘာမှမရှိသူကဒီမှာမသွားရဘူးတော့ကိုကမကြောက်အောင်ကျိုးတွေပါနေလောက်တာဘရောဒီတော့မှန်ကန်လောက်လာတာကြားထဲမှာ2မိနစ်လောက်ရှိငါလို့ recording clip ကနှိပ်မထားဘူးပါဆို recording clip ကနှိပ်မထားဘူးဆရာသမားတွေနော်ဆိုတော့ရှိုးလိုက်အောင်ဒီဘက်ကတော့အစင်းတစ်ခုပေါ့ဗျာဒီဘက်ကအစင်းတစ်ခုဒီဘက်မှာဆိုလို့ရှိရင်လည်းကြောက်တုံးနေရနည်းနည်းဘယ်လိုပြောမလို့ဟိုပြိုနေတဲ့အနေအထားမျိုးတွေဒါပေမဲ့သူတခြားပြန်ပြီးတော့အဘက်မှာစုထားတာတွေကျွန်တော်ရှိတယ်ဟိုဘက်ဒီမှာဆိုလို့ရှိရင်လည်းမသွားတဲ့အရာတွေကျွန်တော်နော်မသွားရဘူးပညာလောက်ထားတာရှိတယ်ဒီကနေခက်တီနဲ့သွားမလို့အောက်ကြည့်လိုက်တာအဲ့တော့မြင်းကြီးနေဆရာကြီးနော်ဟိုဘက်ကလက်ပြန်တာပဲကောင်းတယ်စာအုပ်တွေကအကုန်လုံးကဘယ်လိုပြောရမလဲအနုတုခုမှလက်ရမြောက်တယ်ပေါ့ဗျာဒီလည်းပြောင်းတော့မဟုတ်ဘူးဒီဘက်ကတော့သူလွယ်အောင်လုပ်ပေးတာလီကားလေးတွေဘာလေးတွေနဲ့ဒီမှာဆိုလို့ရှိရင်တက်လို့ဆင်းလို့လွယ်တယ်ပေါ့ဗျာဒီဘက်ကတော့မြင်းကြီးပဲဆိုကျွန်တော်ဒီဘက်ဆက်သွားမယ်ဟိုဘက်မှာလည်းသူအထဲမှာလည်းသူရှိတယ်အထဲမှာလည်းဒါပေမဲ့ကျွန်တော်ဒီဘက်ဆက်သွားမယ်နည်းနည်းတော့မှောင်းတယ်အဲ့တော့ပြောရင်ဟိုဟွာဖြင့်ဟိုဒီမကြီးအောင်ဆရာကြီးလီကားတွေအကျဲကြီးတွေဘယ်လိုပြောမလို့ပျောက်သွားမှာဆိုပါစီလမ်းလျှောက်နေလေဒီလားဟိုဘက်နော်အလဲဘက်လို့ရင်ပျောက်သွားမှာရောပြန်မတွေ့ဘူးဖြစ်သွားအောင်မယ်ခင်ဗျာနေသူဘယ်လိုပြောမလို့ time traveling တွေဘာတွေလို့ဖြစ်သွားပြီးရောလေဒီလားကျွန်တော်တို့အတိတ်ပြန်ရောက်သွားတယ်လို့ဘာလို့ okay ကဲကိုကြီးတော့ဒါထွက်ပြီပေါ့ဗျာဒီမှာမှာဒါကအထွက်ကိုကြီးဒီဘက်ကထွက်နေဒီအပြင်ကနေကြည့်မယ်ဆိုလို့ရှင်လည်းပဲဒီမလားတော်တော်ကိုငါမိုက်လုံးနေဗျာဒီစောက်တာလက်ရမြောက်လုံးနေကြောက်တုံးနေနေကြီးပဲနော်ဒီလားအကုန်လုံးကိုကြောက်တုံးနေနေကြီးဖြစ်အောင်လုပ်တာဘလို့မြန်းစောက်ကြတယ်တော့မသိဘူးဒီလားတော်တော်မိုက်တယ်ဆိုတော့ကဲကိုကြီးကတော့ဒါနောက်တနေ့ကသွားတော့မယ်အနေထားမျိုးပါကြောက်တုံးနေနေကြီးတော့မရတဲ့ကြောက်တုံးနေပဲရှာတော့ကြည့်မလားကြည်ုံကြောက်တုံးနေနေကြီးပဲလို့ဒါအဲ့ဒါကြောင့်လေနှစ်ပေါင်းထောင်ချီခံတာပေါ့နော်ဒီဆောက်ဦးကြီးရဒါကြောင့်နှစ်ပေါင်းထောင်ချီခံတာကြည့်လားအားလုံးကြောက်တုံးနေနေကြီးဖြစ်အောင်လုပ်ထားတယ်ဟိုးခစ်ကကွာသိလားဟိုးခစ်ကတို့ကြောက်တုံးတုံးကိုတော့ဆင်းလုံးချောနေအောင်ဘယ်လိုလုပ်ကြဟုတ်တယ်မနော်ဂျူးရောကန်ကိုမိမရမှာအဲ့ဘေးတွေကဒီမျိုး archaeologist လာပါလားအဲ့လူငယ်သိရဆိုတဲ့ခါကျတော့မြောက်တီကိုအဲ့ကောင်ကြီးတားပေါ်တာသိလားဒီထဲမှာမြောက်တီတားပေါ်တယ်ပြီးရင်ဟိုမှာလည်းဖျားစင်းတူတော်တခုရှိရပါတော့မြောက်တီနော်ဖျားစင်းတူတော်တွေပြီးရင်ဒီမှာပြကြောက်တုံးနေသိရမလားဒါအရင်တော့ဒီနားတွေဘာတွေမှာကြောက်တုံးတွေရှိနေတယ်ဆိုတော့ဒါအဆောက်အဦတွေဒီနားနေရှိခဲ့မဲ့အနေထားမျိုးပဲမဟုတ်လို့ရှိရင်တော့ဒီကောင်တွေလက်ကားနေဒီကြောက်တုံးတွေကရွှေ့ထားတာတော့မဖြစ်တော့ဘူးပြသိလားဒီလိုမျိုးပေါ့နော်ဒီလိုမျိုးအဆောက်အဦတွေကနေပြီးတော့လက်ပဲ့ကျလာတာမျိုးတွေပါလေဖြစ်ကောင်းဖြစ်လောက်တယ်သိလားကြောက်တုံးတွေကနေရာတကာတိုင်းမှာရှိဒီကြောက်တုံးကြီးနေမဟုတ်ဘူးမလွယ်ဘူးပြသိမှာဆိုတော့အဲ့လိုမျိုးအဆောက်အဦတွေကနေပဲ့ကျလာတာနေမယ်ဟိုဘက်မှာလည်းအဆောက်အဦတွေရှိကျွန်တော်အဲ့ဘက်ကိုဆက်သွားအောင်ပါဒီမှာရတော့ဒီမှာ AC လေးနော် AC လေးထိုင်းပြီးတော့တတရာပဲခိုင်ကြရင်ဘွားမှာဓာမိုးလေးတွေလူတယ်ဟမ်နော်ဆေးစင်းရတာတွေများပြီးတော့ဓာမိုးလေးလာနှက်နေကြတာတွေကျွန်တော်တို့ဒါလူတယ်မဆိုလို့ကျွန်တော်ဒီမှာတပုံတွေပါရနေကြဆောက်ဦးတယ်အဲ့မှာကျွန်တော်တပုံရိုက်ဖို့လိုတယ်ပြီးရင်ဒီကနေသွားမှာဒီမှာဆောက်ဦးဒီကနေသွားမှာဒီမှာဆိုရင်ရေကန်လည်းရှိတယ်ရေကန်ဒီရှိမှာဆောက်ဦးဒါမျိုးအမိုက်တွေပါလေဆိုလို့ရှိရင်ငယ်တုန်းကကိုယ်ရှင်းရတာဆရာကြီး
ကိုရင်ဘွားလာပြောမင်းဖုန်းကြောင်းထဲမှာမှိုက်ရှိနေကြတော့မင်းရှင်းရတာမင်းမဟုတ်စော်ခံရတာမင်းပြကျွန်တော်ရောက်ပြီလေအဝေးကနေလမ်းကြည့်တော်တော်ကိုအဖြစ်တော့အောင်မတက်နေကြတဲ့သူတွေရှိတယ်အဲ့လောက်ကြည့်တယ်တော့မတက်နိုင်ဘူးဆရာကြီးရောက်တော့ရောက်ခဲ့တော့တက်မယ်နေတာမှရှိမှမောလာပြီဆရာကြီးဒီမှာတော့သူမတက်ရဘူးလေဘာညာပြောထားတယ်သူတို့ဒီမလေကားတွေရဘူးလို့ဖြစ်နေလို့နေမှာပြင်ဒီမှာလဲသူတို့တွေပိတ်ထားတယ်လို့လောက်ထားတယ်ဟိုအထက်ကိုပုံမှန်ဆိုဒါလမ်းပြတယ်ကြတဲ့ပြန်ပိတ်ထားတာသူတို့တွေဒီပုံကျမှတိပနေကြီးပဲလေဆိုတော့လမ်းလျှောက်ရတာအေးအေးဆေးဆေးတည်လာနော်တိတ်လဲတိတ်စိတ်တယ်ပဲလေနှစ်အောင်မလို့ငါတယောက်တည်းရတယ်ရှောက်ရဲဦးဆရာနော်တိတ်လဲတိတ်စိတ်တယ်ပြီးရင်အော်ဒီနောက်ကနေမတက်ရတာတွေ့လားမလီကားဒီနောက်ကနေတက်ရတာဒီကောင်တော့မတက်နိုင်တော့ဘူးတဲ့ပြင်ပန်းနေပြီလေဒီလားဆိုတော့ကိုရီးယားတော့ချက်ကြည့်လာပါမယ်လေနော်ရှင်ရဘာလို့လဲဆိုတော့ဒီတရက်ပဲဝင်ခွင့်ရဝယ်ထားတာဆိုတဲ့ခါကျတော့ဒီတရက်ပဲအပြီးလေရမှာဒါတော့ဒီဘက်ချမ်းနေမြင်ရတဲ့ view ပေါ့လေဒီဘက်ချမ်းနေဆိုလို့ရှိရင်ဒါဟိုပေါ်မှာကျွန်တော်တို့အမိုးတွေပါတော့မှအောင်မလုပ်တော့ဘူးလားထင်တာပဲเนาะအမိုးမပါတာလားဘယ်လိုမျိုးအမိုးတွေကဟိုဗာလဲလိမ့်ကြပြီးတော့ဒါမိုးကြောက်တုံးတွေဖြစ်လာတာတော့ကောင်းကောင်းတော့မသိဘူးဒါပေမဲ့ဒီလိုမှလေကားတွေပဲလှုပ်ပြီးထားတယ်အဲ့ပုံတက်လို့ရတယ်သူကတော့ပြေးတယ်နေကိုရမတက်နိုင်တော့ဘူးဆရာကြီးเนาะရောက်ပြီတစ်ထပ်ပဲတော်တော်မိုက်တယ်ဒါတွေကပြောမလားအဆောက်တိုင်ချီတွေလားဘာတွေလားနော်မထိုင်ရဘူးတဲ့အဲ့တော့သွားလို့ရတယ်မထိုင်ရဘူးတဲ့နော်အဲ့မှာဆိုလို့ရှင်လည်းပဲအဲ့မှာဆိုရင်လည်းပဲဒီပြပြလေးဒါရှောက်လန်းဒီထဲကိုလည်းသွားလို့တော့ရတယ်မထိုင်ခိုင်းဘူးပေါ့နော်ဘယ်ပြောရမလဲပူရဲဗျမနေ့ခင်းတော့ထားလျှောက်တာပဲကျွန်တော်တို့ကောင်းနေပေါ့နော်ပြဿနာတွေအခြေကြီးဆိုတော့မလောက်ဘူးမနေ့ခင်းတစ်ခုနဲ့ဒီများကြီးဆိုလို့ရှိရင်ဒီဟာတွေအကုန်လုံးကိုလဲဖို့ဆိုလို့ရှိရင်1ရက်2ရက်နဲ့မလောက်ဘူးပေါ့နော်ဆိုတော့3ရက်တည်ရမလားတစ်ကက်ဒီဘာဝယ်ရတာတွေကျွန်တော်ရှိတယ်အခုကျွန်တော်ကြည့်ပါနေကင်းကတကယ်မပူရပူတော့ဒီလိုမျိုးလင်းကြီးမှာဒါမှတပိတွေအများကြီးရှိလို့နော်တိတ်ပြီးတော့မလဲနိုင်ဘူးပြတော့ပူတယ်ဒါအခုမှပေါ့နော်လေတရားတွေရဲ့30ရာခိုင်နှုန်းတော့ပဲရှိသေးတယ်ဆိုတော့ကျွန်တော်ထက်လေအောင်မှာဆိုတော့အဲ့ဟိုပေါ်မတက်တော့ဘူးနော်အဲ့ပေါ်ကျွန်တော်မတက်တော့ဘဲနဲ့ကျွန်တော်ဒီကြော်လိုက်မယ်မတက်တော့ဘဲနဲ့ကြော်လိုက်မယ်နောက်နေရာတွေကျွန်တော်သွားမယ်ပေါ့ဗျာမကြည့်ပါသေးလားတော်တော်ကိုမတ်ဆောက်တက်ရတာလူငယ်တယောက်ဖြစ်ပြီးအဲ့လောက်ညီးနေရတာတော့မကြိုက်သေးဘူးနော်ဆောက်ဝက်တော်မိုက်တာမကြည့်တော်တော်အားတင်းစရာကောင်းတယ်နော်ကြောက်လုံးနေကြည့်ပဲမင်းကလေဆိုတော့ဒီဘက်ရောက်လာပြီဟိုဘက်ကနေလမ်းလျှောက်လာတာဒီဘက်မှာလည်းဒီလိုပဲလူအဆောက်အဦတွေတော်တော်လေးဖြစ်တယ်အကုန်လုံးနှိပါတော့တူပါပဲဒီဆောက်အဦတွေကဆိုတော့ကဲဒီညရောက်ပြီဆိုတာနဲ့ဒီဘက်ကိုလမ်းလျှောက်ပြန်မယ်လမ်းလျှောက်မဲ့လမ်းကိုရှိုးလိုက်တော်တော်မိုက်တယ်အဲ့ကိုလမ်းလျှောက်ပြန်မယ်ဆိုတော့ okay let's go there you right man you okay ရှင်နေကတော့ yeah ဒီကောင်ဆွေးနေတာ it's like he missing someone နော်လွမ်းနေတာတရားကိုလွမ်းနေတာဒီလားဒါတွေဆိုလို့ရှိရင်သိရမလားသူတို့တွေဒီလိုမျိုးပြုတ်ကျသွားမှာဆိုလို့ရာဘာတွေကျိုးနေနဲ့တေချာကိုတုတ်တာဒီမှာဒါမျိုးလို့နေအေးနဲ့ဆိုလို့ရှိရင်တော်တော်လမ်းလျှောက်ရတာကောင်းမှာနေအေးနဲ့ဆိုလို့ရှိရင်ဒါဒီပက်လေကြီးပဲဒီဟာကြီးရဲ့ဒီတမ်ပဲရဲ့ပက်လေဝန်းကျင်ကိုကျွန်တော်တို့ဖြစ်လို့လောက်ထားတာလျှောက်လန်းနေပါတယ်ဒီမှာဆိုလို့ရှိရင် sorry ဒီမှာဆိုလို့ရှိရင်လမ်းလျှောက်တဲ့နေရာရောက်ပြီလမ်းလျှောက်တဲ့နေရာ oh you want a picture ဆိုတော့လမ်းလျှောက်လမ်းအရှိကြီးပဲဟိုမှာဒါမျိုးတွေနဲ့ဆောက်ဦးတွေကမဟိုဒီလျှောက်အောင်မလွယ်လဲ IT သူလျှောက်လမ်း IT လျှောက်လမ်းတော်ရှိတာရှောက်မှာပဲရှောက်ရမှာပဲဒီညမှာမင်းဝရင်တပုံရိုက်လို့တော့ရှယ်ပဲဒီလားနှစ်ယောက်တည်းနဲ့မင်းလမ်းလျှောက်ပြီးရောလေဒီလားနော်နှစ်ယောက်တည်းလမ်းလျှောက်ပြီးဒါရေအိုင်းကွယ်ရေအိုင်းမှသူကကြာဝါရီပြည့်နေကြာမွန်နေပြည့်နေနော်ဘလောက်နေအေးလေးနဲ့ဒါဒီပုံမှာလမ်းလျှောက်ရင်ဘလောက်မိုက်လောက်မလဲဒီဘက်ကိုသွားလိုက်ရင်ဟိုမှာတကူထက်ရှိသေးတယ်နောက်ကျော်ချွေးကိုစုပ်လို့ဆရာကြီးဘောလုံးကန်တာတော့မှလောက်မိုးတင်တာပဲဒီဘက်မှာထပ်ပြီးတော့ရှိသေးတယ်ဟိုမှာတွေ့လားတစ်ပင်နေကြားထဲမှာအမေရာသူပြောတာတော့ဒီနေရာကပေါ့နော်အရင်တုန်းကဟိုဘယ်ပြောမလို့ဟိုဘက်မှာဆိုလို့ရှိရင်ပြိုင်ပွဲတွေဘာတွေလောက်ကြတဲ့နေရာပေါ့ဗျာဟိုမှာဆိုလို့ရှိရင်ဟိုတုန်းကတော့တိုက်ရေးခိုင်ရေးတွေတည်ရမလားနော်ကျွန်တော်တို့ဒါ
ဟိုပြိုင်ကြတာပေါ့အမှရှိတယ်ပေါ့ဒီဘက်မှာဆိုလို့ရှိရင်လူတွေအများကြီးစုပြီးတော့ကြည့်ကြတာပေါ့နော်ဒီနေရာကတော့ဒါဘယင်နေတဲ့နေရာပေါ့ဗျာအဲ့ဒီတိုက်ခိုက်ရေးပွဲတွေဘာတွေကိုဘယင်ကဒီမှာရှုစားတာပေါ့ကျွန်တော်ဒီလမ်းလျှောက်ဒီလျှောက်ကြည့်ရတော့လုံးဝဘယ်လိုပြောမလို့တော်ဝင်မိသားစုတွေတို့ပဲဖြစ်ဖြစ်ပေါ့ဗျာပြီးလို့ရှိရင်ဒါလာကြည့်ရဲ့နေရာမှာမြင့်မြတ်တဲ့မျိုးယူပေါ့အဲ့လိုပဲပြောရမှာလားသူတို့တွေနေတဲ့နေဘာလဲဒီထိုင်ကြတဲ့နေရာပေါ့ဒါဘယင်ကတော့ဒီနားနေလှမ်းပြီးရှုစားတယ်ပေါ့โอเคဒါပေါ့နော်ဒါဘယင်ကဒီနားနေပြီးတော့မှတိုက်ရိုက်ခိုက်ရေးပြိုင်ပွဲတွေကိုကျွန်တော်တို့ဒါကြည့်ရပေါ့ဗျာโอเคဒီနားနေပြီးတော့ဒီမှာရှိကြည့်မယ်ဆိုတကယ် view ကတော့မိုက်တယ်မင်းကင်မယ်နော်သူကနေသူဒီဘက်မှာဆိုလို့ရှိရင်လည်းစောက်ဦးတွေရှိတယ်ဒါဆိုလို့ရှိရင်ကြောက်တွေကိုထွင်လိုက်စင်ရုပ်တွေတို့ဒီချင်းသေးရုပ်တွေတို့ပေါ့ဗျာဟိုဘက်ကလည်းအဲ့လိုပဲလောက်ထားတာတွေကတော်တော်အသေးသေးကြတယ်ဗျာဒီလားစောက်တွေဆိုတာဆိုရင်တီချားကိုမထွင်ထားတာလိတ်တွေလို့ရှိရင်စုံမဲမလေးဘလူးမြန်းဓာတ်ကြီးတွေထွင်ကြတယ်တော့မသိဘူးဆိုတော့အခုတနေရာနေပြီးတော့နောက်တနေရာကိုကျွန်တော်သွားမယ်ပေါ့ဗျာနောက်တော့3နေရာကျန်နေရဲ့ဒါတော့မှအသေးလေးပဲပက်ကေးယူထားတာနော်3နေရာကျန်နေရဲ့အဲ့3နေရာကိုသွားမှာအခုလိုစီးလိုက်မှာပဲသိရမလားနော်ပူနေတဲ့အားနေပြီးပြေးသွားတယ်လေးရတော့ကောင်းတယ်နေဘူးလို့โอเคဆိုတော့ဒီနေ့မှသူတို့ခဏရက်ပြီးတယ်သုံးမင်းဆရာဒီပေါ်ကိုတက်ပြီးတော့တဲ့ရုပ်ထုကြီးနဲ့နီးအောင်ပေါ့နော်မျက်နှာကြီးရှိအဲ့မျက်နှာရုပ်ထုကြီးနဲ့ပေါ့နော်နီးအောင်ကျွန်တော်တို့ဒါတက်ပုံရိုက်လို့ရအောင်အဲ့ပေါ်တက်ပြီးတော့ပါဆိုကျွန်တော်အဲ့ပေါ်တက်မယ်လိမ့်ပြေးတက်လို့မရအောင်ကိုရီးယားပြန်ရောက်ရင်ဘောလုံးကန်ခြေသွမ်းပြရအောင်ဒါကြည့်ဒီမှာလည်းပဲသွားတဲ့လမ်းဘယ်ကိုသွားတယ်တော့မသိဘူးနော်မသိတာတွေမစူးစမ်းတာပဲကောင်းတယ်တို့တို့နောက်ထပ်သွားမယ်တနေရာမရောက်ခင်သူ့အမျိုးသမီးကကျွန်တော်တို့နဲ့ဒါလာပြီးတော့ join မှာတော့နေ့လေသာစားမယ့်နေရာမှာတွေ့နေပါနော်စားသားဆိုင်ဝင်းရှာတာဗျာသူတို့ဒီလိုမျိုးဒီထဲမှာအောင်ဆိုရွာလေးတွေလိုတည်တန်းရှိတာပြရမယ်နော်ရှည်တချို့တို့ပြီးလို့ရှိရင်ကျွန်တော်တို့ပါတယ်ဒီဘက်မှာဆိုလို့ရှိရင်လည်းပဲအိမ်လေးတွေဒီနေ့တော့ဖုံတော့ထားတယ်မလေးဆက်သမားကြီးနော်ကျွန်တော်ငယ်တော့ဖုံတော့လေးဖြစ်တန်းနေတာဒါနော်ဒါဘဝပဲဆောက်ဆိုင်တို့ပါတော့ဒီလိုမျိုးလေးတွေပေါ့ဗျာသူအမြဲတူးစီမှာဒါမိုးလေးတွေတို့လမ်းကြားလေးတွေထဲမှာဆောက်ဆိုင်တွေလောက်ထားတာမင်းဆန္ဒရှင်စားပြီးတခါအိတ်သွားလို့ရတယ်နော်နေရာတွေကလမ်းနေရာလေးတွေကဒါမိုးလေးတွေလေနော် Can we sleep here after eating? All right, this is it. လိုကေမှာစားရပါညာပေါ့တည်ရမလားဆိုတော့ဖားကင်မာရတယ်ဖားကိုမကင်ထားတာဖားဆရာကြီးနော်ဖားမစားတာကြာပြီဖားကိုကင်ထားတယ်ပြင်ဒါကလည်းကြက်သားကိုကင်ထားတာဒါကကျတော့ကြက်အကောင်များအကြက်အကောင်လုံးကိုမှတဝက်ကိုတည်ရမလားနော်တဝက်ကိုပြုတ်ပြီးတော့ကင်တဝက်ကိုကင်ပေါ့အဲ့လိုမျိုးတဝက်ကိုပြုတ်တဝက်ကိုကင်မာထားတာပြင်ဒါအတူမြုပ်တယ်နော်သူတို့ကတော့အတူမြုပ်ဒီတိုင်းစားရတယ်ဆရာသမားကြီးနော်ဆိုတော့မာထားတယ်ဆိုတော့တူမောင်းနေသူရဲ့ကျွန်တော်တို့2ယောက်ရဲ့ပြီးရင်သူမျိုးသမီးလာ join မယ်ဆိုတော့4ယောက်ဆွဲကြမှာလောလောဆယ်တော့ now we sleep yeah in exactly ဒီစားတော့ဆိုင်လေးရပြဘယ်လိုပြောမလဲ H လေးပေါ့ say hello to camera though hello this is his wife and oh we got some rice this is a healthy rice yeah okay then oh thank you very much She's not gonna finish it when I chop it. Boil it without water. okay boil without water Use coconut okay instead of water. okay so ဒါတော့ကျွန်တော်တို့ဒီခမာယူရလို့တော့ပြောတာပေါ့ဗျာနော်သူတို့ဒီကတငယ်ချင်းတွေရတော့ဆိုတော့ဒါကကြက်သားဥမာဒီဘက်ကပြုတ်ထားတာဒီဘက်ကကြက်သားအကင်ဒါကခမာချီစ်ရဲ့နော်ပြီးလို့ရှိရင်ဝက်သားကြိတ်ထားတဲ့ဟာတွေကိုသူတို့လှုပ်ထားတာပြီးလို့ရှိရင်အဲ့ဒါဘေးကနေပြီးတော့ဒီလိုမျိုးအတီးရွက်တွေပါမယ်ပြီးလို့ရှိရင်ဒါကကျွန်တော်ဖားမစားတာကြားပြီဟို I love frogs ဖားမစားတာကျွန်တော်ကြားပြီပြီးလို့ရှိရင်ဒါကစုံရွက်ကြော what do I do first this one first Yeah. right? A little bit of this Khmer cheese and minced pork. Yes, sir. Is it too much? I don't know. No, it's okay. Go for it. Eat. How's it? It's some rice. Get some rice. 1 to 10. I said 8 though. Fair enough. Alright, frog. Can I try this one? Yeah. You can have some sauce. You okay? Yeah, I'm good. Which one? This one? Yeah, this one. This one is That's one sauce. Okay. Alright. With the sauce better, no? From 1 to 10? Alright, one more. One more. Okay. One more. One more. No.
I said 10 bro. I like Yeah, frog. okay, I alright. said 10. Alright. Thank you. Respect that, respect that. Okay. Alright. I love frog better though. That Okay. How 1 to 10? 1 to 10. Well, let me try another one. Okay. My tongue's confused, you know. Okay. Yeah, I say 8 though. 8? I love frog more than this. Alright, alright. Yeah. Thank you very much. Yeah. Alright. Alright. ဖားတာတော်တော်ကောင်းတာဖားဖားကောင်းကောင်းမစားရကြပြီ You can cut here. What do you think is it? What do you like the most? Which one is This one, frog and chicken. chicken and frog? Which chicken? Both? No, I just try with this one. Ah, okay. Try this one. I we like this better, but Can you pass this one, frog? Yeah. See if you guys like frog. bro, frog is better, bro. Try it. Please try it. Let's go. Yeah. You like it? Yeah. Expensive rice. Cambodian rice is the best. Mm-hmm. So this is expensive, right? No. Okay. Number 1 rice. Very expensive. Like မာသာအော်ဒရက်ကွန်ရဲ့ငကားကိုဆွဲတော့မှာအင်းမလို့ရှိုးအောင်ဆရာဒီမဲ့ဆွဲဆန်လိုက်ရင်9ရက်လောက်ရှိတော့လေငကားရတာလို့ပဲစားလို့တောက်လို့လည်းပြီးပြီးနားလို့လည်းပြီးပြီဆိုတော့ကျွန်တော်တို့ဒါနောက်တနေရာကိုဆက်သွားမယ်ပေါ့ဗျာစားကောင်းတောက်ကောင်းစားခဲ့ရစားရမစိုးဘူးဗျာဒီကနော်သူတို့အရသာတော်တော်ရှိတယ်စမ်းကူကမင်းတော်တော်မိုက်တယ်မင်းကိုရီကစမ်းမစားဘူးလည်းကောင်းမှာမဟုတ်တယ်ဒါပေမဲ့မစိုးဘူးပြင်မှာဒါပေမဲ့ကျန်တဲ့ဟာတွေကပူကောင်းတော့ဟာတော်တော်ကောင်းတာဆိုတော့ဒီထဲမှာသွားလို့ရှိရင်ဒီအမေနော်လှုပ်စီအဲ့လိုမျိုးကြီးသွားတာသိရမှာနော်ဆိုတော့ဘိုက်ကဒီလမ်းနဲ့ဆုံးရောပြန်ချောင်းတော့မှလားမသိဘူးဒါပြောဒီထဲမှာဆိုရွာလေးလူဗျာဒီကရွာလေးလူအဲ့အိမ်တိုင်းလူကစားတော့ဆိုင်နေကျွန်တော်တို့တွေ့ရမယ်အိမ်တိုင်းလူမှာဆိုစားတော့ဆိုင်နေရှိရသူကဆိုင်နေဖွင့်နေတာသူတို့မှာဈေးကတော့ကောင်းနေဆရာကြီးသိလားမင်းသွားတော့ရှုပ်မတွန်းနဲ့သူတို့တွေကနော်ဈေးကတော့ကောင်းနေတာမဟုတ်ပဲပုံမှန်ရွာလေးလူပဲဒီဘက်မှာသူဘာမှမရှိဘူးဒီဘက်တစ်ချမ်းမှာပဲအများစုကရှိရဒီဘက်တစ်ချမ်းမှာပဲစားတော့ဆိုင်သူတို့ရှိအဲ့လိုလေးသူတို့တွေအိမ်တိုင်းဒီဘာမှာဒါမိုးတွေစားတော့ဆိုင်ရွာလိုပါလို့နဲ့ကျွန်တော်တို့နှစ်ယောက်ကတော့သိရမလားနော်ဒီ3ဘိန်းနေပေါ့ဗျာသူမျိုးသမီးရတော့ပဲဗါလဲဆိုင်ကယ်စီးရတာကြိုက်လို့ဆိုပြီးဆိုင်ကယ်နဲ့လိုက်လာတော့ပဲဆိုင်ကယ်နဲ့လိုက် Come on See ညာရီကတော့နေများနဲ့ကွာသိရမလားနော်ညာရီကတော့ကိုဒီကိုစီနဲ့ဆိုတော့ဒီမကြည့်ဗီဒီယိုတော့မှရိုက်ပြီးပြောနေကြတာကိုရီးယားတော့ခါလို့ဒါတော့မှနော်အခုမှရှိတဲ့ကြီးတာအခုပြင်ဆင်ပေးလိုက်လို့များလို့ဒီကောင်လေးကိုရဲသမားတွေဒါဆိုဘယ်လိုလုပ်မလဲကိုပဲဒီလိုလေးသိရမလားမတွေးရဲကြပဲဘောကဘယ်လိုဖြတ်တန်းကြလဲကြောက်တယ်ဒီနေရာကတော့နောက်ထပ်နော်စားမယ်တောက်မယ်အချိုပွဲလေးဒီနေရာပေါ့ဗျာ So this is how they make kid. All right. Okay, ဒီဘက်မှာဆိုလို့ရှိရင်သူကညှစ်တယ်။ဟောတော့အုံးဒီနေလို့ဟုတ်ပေါ့။ Rice ball နော်နော်နော် Okay. So we call it palm cake. Okay, palm cake. It tastes different. ဒီကထန်းသီးဗျာဒီလားထန်းသီးမုန့်ပေါ့ဗျာ Here we go. What do you think? It's good?
ဒါဒီမှာလာကြည့်တာပါပဲတဲ့ထူးခြားမဟုတ်ပါဘူးထန်းသီးမုံပေါ့ဗျာထန်းသီးမုံလာကြည့်တာဘာမှထူးခြားမဟုတ်ဘူးနော်ဒီမှာလည်းထန်းသီးတွေစားလာတယ်တို့ထန်းသီးအမှဲ့ကိုသူတို့ကအဲ့လိုလောက်တာပါတော့ခဏပြတယ် palm cake Ooh and you are good to go all right okay what's this side နော်ကောင်းနေဆိုင်ဘေးမုံမလားဘေးမုံလို့ပါပဲဘေးမုံလေးနဲ့နည်းစင်တယ်ကျွန်တော်ထင်ပြပါမယ်နော်အဲ့ဒါမှလည်းမပြပြနဘောနိကလေးရပါတော့လေဟာအဲ့ဒါဟေးတောင်းမလား oh nice eh ငါတို့ကောင်းတယ်ဆရာကြီးအောက်မှာကောင်း so there's a temple yeah wow Okay ဆိုတော့နောက်တနေရာရောက်ပြီပေါ့ဗျာဒီနေရာတော့ဒါဒီနေ့လည်းမယ်နောက်ဆုံးနေရာလို့ပြောရမှာ Do I need to show my ticket yeah get Okay ticket ဒီပါပြရမယ်ဒီကဘာဝပါသေးလဲငါလည်းပြန်လှည့်သွားနေ nice side yeah only Okay drone Okay သူအကြောင်းရောက်ဖះအကြောင်းရောက်ဖို့ကတော်ရှောက်ရတယ်နဲ့တူတယ်တော်ရှည်ရလမ်းဟိုဒီရှောက်ယူရမှာဆရာကြီးဒီဘက်မှာဆိုလို့ရှိရင်ပြူနေတဲ့အဆောက်အဦရှိမဖះအကြောင်းရှိတယ်ဖြည်းဖြည်းချင်းတော့ရောက်လာပြီဝင်ရမယ်ဝင်ပြီးကျောင်းတော်တွေကျွန်တော်ရောက်ပြီပေါ့ဗျာဖះအကြောင်းတွေကျွန်တော်ရောက်ပြီပေါ့Okayဒီရဲ့ပေါ့နော်သူတို့ပြောတာတော့သူတို့ local ပြောတာတော့ဒီရဲ့ကြောက်တီကိုအဲ့ဒီတောင်ကနေပြီးတော့ယူပြီးတော့စောက်ကြတာပေါ့ကြောက်တီကိုစင်နေနဲ့တဲတယ်လူတွေနဲ့တဲတယ်စင်နေကတော့အများစုပေါ့နော်ပြီးရင်တလေးစင်တွေကိုအသုံးပြုပြီးတော့တဲတယ်တဲပြီးလို့ရှိရင်ဒီလိုကြောင်းနေစောက်တယ်ပေါ့ s'il vous plaît s'il vous plaît ဒါကတော့တကြောင်းတော့ဖေဖျားကြောင်းနေကျောင်းတော်တွေမှာအေးနေရပဲဒါတော့ရုပ်ပွားတော်တွေဗျာနော်ဥကောင်းတော်တွေတော့မရှိတော့ဘူးဥကောင်းတော်တွေမရှိတော့ဘူးဒီမှာအပေါ်မှာလည်းကြောက်နေရဗျာဘယ်လိုပြောမလို့မသိရင်ပဲဘယ်လိုပြောမလို့ဆိုတော့မသိရင်ပြိုချတော့မှလို့ဘာလို့လဲသိတယ်မလားဒါပေမဲ့လို့သူတို့ဘာမှအကာလုံးမထားဘူးဆိုတဲ့ကတော်တော်အန်ဒီရဲ့ကင်းလို့ကျွန်တော်ပြောရမယ်ဘာလို့လဲဆိုတော့ဟိုဘက်ကျောင်းနေမှာတော့အဲ့လိုအပေါ်တွေကိုလုံးဝကာထားတာအဲကြလို့မြန်တခုပြုတ်ကြခဲ့လို့ရှိရင်ပေါ့နော်အထောက်ကူဖြစ်အောင်နေမှာပေါ့တန်စကားတွေထားတယ်ဟိုမှာစီလင်မှာဒါပေမဲ့လို့အခုကဘာမှမရှိဘူးတင်လားအခုကဘာမှမရှိဘူးတစ်ပင်ကြီးကပဲနဲတဲ့ရှေ့ရမဟုတ်ပြီးတယ်ဗျာညီတို့ကကျူးလီတားတာဆိုအထက်တော့သွားခွင့်မပေးတော့ဘူးဟိုဘက်ကနေတော့သွားလို့ရတယ်โอเคဒီဘက်ကိုရောက်လာပြီဒီဘက်ကိုရောက်လာပြီနေရတာတော့အေးရဟာဒါလေးဆိုလို့ရှိရင်ကြည့်မလားနိုင်ရန်ဒီပါတွေကြာတော့မှဆိုတော့ထောက်ထားတာမျိုးတွေကျွန်တော်ရှိတယ်ထောက်ထားတယ်ဟိုကပြုတ်ကြလာမှဆိုတော့ဟမ်ကိုစီရတော့ပျက်စီးကန်ကြီးမလို့ဖြက်စီးကြမယ်ဟေ့မလုပ်ဘူးနော်သူတို့တွေကthis is the place yeah hide and seek Have you ever played Temple Run? ကျွန်တော်တို့ဗာလဲ Temple Run ဆိုတဲ့ game ရှိတယ်လीနော်ဒီလိုမျိုးပြေးရတယ်လို့ပေါ့ညာမှာဟိုဘက်ဒီမှာရောစုံနေတာပဲတစ်ပင်ကြီးကြောက်တင်နေဆိုတဲ့ခါကျတော့အကုန်လုံးကအေးပေါ့ဗျာနေရထိုင်ရတာအတန်လေးတွေနဲ့ရမ်းตายရတယ်ဒီထဲမှာဖះเจ้าထဲမှာတစ်ပင်ယူရှိုးနည်းလေဒီနန်းရံပေါ်မှာပေါက်နေတဲ့တစ်ပင်ယူ
ဘလောက်တော့မှနှစ်ကြာမကြာလဲသိကြအောင်ပေါက်တဲ့တစ်ပင်တောင်းပါဗျာသိလားရှိုးလာအောင်မင်းတိုင်းမှာနေတဲ့တစ်ပင်မဟုတ်ဒီဘက်မှာလဲဖះเจ้าဆောင်နေအပြည့်ပဲပူနေပူတာတော့မှဒီထဲမှာတအားပူတယ်လို့မခံစားရဘူးတစ်ပင်ကြီးကြောက်ဆောင်နေနေဆိုတော့လေကဲဖះเจ้าဆောင်နေဒီနောက်ထပ်တစ်နေရာထွက်လာရင်ဒါမိုးတွေတက်တွေ့တယ်ဒီဘက်ကပူတောင်းမှအေးတယ်ဒီကလာရှောက်လန်းနေမှာပေါ့နော်ဒီကလမ်းရှောက်နေတာရှောက်လန်းဒီပေါ်တက်လာပြီဆိုလို့ရှိရင်ဒီလိုမျိုးလမ်းရှောက်နေရကောင်းလေးရှိုးလာအောင်လမ်းရှောက်တဲ့နေရာကိုလေဟိုဘက်ကိုရှောက်ရင်တော့အထွက်လားမသိဘူးဗျနော်ကဲဆိုတော့ဒီဖះเจ้าကိုလဲတာတပေါင်းနဲ့ပဲပြီးသွားပြီပေါ့ဗျာကဲဆိုတော့ကျွန်တော်တို့ဒါကတော့ဒါပြန်ပြီပေါ့ဗျာနော်ဒါတော့ပြန်ပြီပေါ့ဒါဒီနေ့တည်းရပြီးပြီနေတဲ့နေရာပြန်လာမှာငါနော်ပြင်မနေပြီဆရာသမားတွေလဲလိုက်တာနဲ့အိပ်ပျော်တော့မှနေထားမျိုးကဲအခုကတော့ကျွန်တော်တို့ဒီအန်ကောကိုလဲပြီးတဲ့နေရာကနေကျွန်တော်တို့ဒါနေတဲ့ဟိုတယ်ရောက်တာပေါ့ဗျာကဲညီကိုတွေကျွန်တော်တို့ကျေးဇူးပါနော်ကျွန်တော်တို့ဒီနေ့ကတော့ကမ္ဘောဒီးယားခီးစဉ်ပြီးလို့ပြန်ပြီပေါ့လေငါတို့ပြန်မယ်ကားရောက်နေပြီတဲ့မင်း7နာရီကားရောက်မှမင်း10နာရီ45မှာနိုးတယ်ဆရာကြီးတော်သေးတာဒီလားဒီရက်ပိုင်းတော်တွင်းမှာတော်တော် enjoy ဖြစ်ခဲ့တယ်ပေါ့လေဗျာနော်သူတို့လင်မယားရဲ့အကူအညီနဲ့လည်းเนาะကျွန်တော်ဒါဒီနေရာတော်ရောက်ခဲ့တယ်ဆိုတော့ပထမဆုံးဘလော့ကိုကျွန်တော်အရှိကြီးလေးဖြစ်တော့ကျွန်တော်စိတ်ရှိကြည့်ပြီးကြတဲ့ညီကလေးအကုန်လုံးကိုကျေးဇူးပါဒီ channel မှာနောက်ထပ်ဘလော့တွေလာတင်ဖို့တော့ရှိပါတယ်ကျွန်တော်နောက်ဘလော့လေးတွေမှာကျွန်တော်ပြန်ပြီးတော့တွေ့ပါမယ်โอเคအားလုံးကိုကျေးဇူးပါ